တရားပွဲစကြရအောင်ဒီနေ့သာသနာတော်တက္ကရာ2549ခုနှစ်ကောဇန်တက္ကရာ1369ခုနှစ်ဝါကောင်လပြည့်ကျော်9ရက်နေ့ညမြင်းမြို့နယ်ရွှေပြည်ရွာကျွင်းသာကျောင်းတက်ကြီးတွင်မှာကျွင်းသာဆရာတော်ဘုရားအမှုထားပြီးတော့ကိုညွန်ဝင်းမမ်မီထွန်းနဲ့တကွရွှေပြည်ရွာတရားဓမ္မများရဲ့အလူတကအလူတို့တွင်အမျက်ဆုံးသာဆုံးဓမ္မဒါနတရားအလူပွဲပထမည၌ဟောကြားအပ်သောကြောက်ရင်လွဲရဲရင်မင်းဖြစ်အမိရှိသောတရားတော်ပါတရားတော်တဲ့မမရရပါပဲဦးဇင်းရဲ့ဖခင်ကလေခုတော့ဆုံးသွားပြီခမည်းတော်ကြီးကဦးဇင်းကိုရင်ဘဝတွေကအခုလိုဓမ္မဂတိကဖြစ်မယ်ဆိုတာကြိုသိသလားမသိဘူးအဲ့ဒါဟိုးတော့ကဒုတိယကဘာစစ်လောက်အတွင်းကနာမည်ကြီးခဲ့တဲ့တာယာဝတီဆရာတော်ဦးညီရဟောခဲ့တဲ့ဂါထာပေါင်းချုပ်စာအုပ်ကြီးပေးတယ်တန်ငါသားရန်ဖြစ်တဲ့ကဟောဖို့ဆိုပြီးတော့ပေါ့အဲ့ဒါကဦးဇင်းမှတ်မရရကိုရင်ဘဝတွေက3ဂါထာကြက်ထားတယ်အဲ့အခုဒါတဂါထာပေါ့သူကဇလန်းနေတော့မပါဘူးသူကခေါင်းစည်းနဲ့ဂါထာလေးကိုအနဲ့ကောင်းကောင်းပေးထားတယ်အဲ့ဒါကဦးဇင်းတို့ကဇလန်းတွေကိုရှာပြီးတော့ထည့်ပေးတာပါဒီခေါင်းစည်းဟာတာယာဝတီဆရာတော်ကြီးရဲ့ပြီးခဲ့တဲ့နာမည်ပါတာယာဝတီဆရာတော်ဆိုတာကျန်ဒီကံဆရာတော်တို့အတူယူရတဲ့ဆရာတော်ပေါ့အဲ့တော့ဦးဇင်းကအခုဒီမှာလာကန်နေကြတော့အရင်ဟိုစန်းတော်မှာဟောခဲ့တဲ့မှတ်တမ်းကိုပြန်ကြည့်ရတယ်ဒီမှာဒေါ်နေစင်းနဲ့စန်းတော်ကအဖွဲ့တွေပါတယ်သူတို့တရားတွေထပ်မှဆိုလို့နော်အာနာတယ်သူတို့အဖွဲ့တွေအများကြီးလိုက်လာကြတာဆိုတော့ဟုတ်တာပေါ့ဒီကဟောပိသားတရားဆက်နိုင်နားတာနာကျိုးမနှက်ဘူးပေါ့အဲ့တော့တရားထက်တော့ဆရာတော်ဘာပြုလဲဆိုတော့ပြောအောင်မယ်တရားထက်လို့ရှိရင်တဲ့တရားဓမ္မတွေကပို့တဲ့ဟင်းတွေလည်းထက်နေတတ်တယ်တဲ့ရွာတရားမှာဘုန်းကြီးတွေပါကြောင်းထိုင်တော့အဲ့ရွာကလည်းဆင်းရဲသလားမသိပါဘူးဒီဘုန်းကြီးကိုဘာတွေပဲပို့တယ်လဲဆိုရင်နေတိုင်းမြစ်ကျော်တွေကြီးပဲပို့တဲ့ဟင်းကအဲ့တော့တရားတွေကမြစ်ကျော်တွေကြီးနေတိုင်းပို့တော့ဘုန်းကြီးကလည်းတရားတစ်မျိုးတည်းပဲဟောတယ်တဲ့ဘုန်းကြီးဟောတဲ့တရားကရသောတရားချုပ်ခန်းတဲ့ဘာတရားတဲ့တရားတွေကမြစ်ကျော်ပို့ဘုန်းကြီးရသောတရားချုပ်ခန်းဟောနေတိုက်ပွဲဖြစ်နေကြတာ9နှစ်လောက်ကြာတယ်နောက်ဆုံးတော့တရားတွေကညှိငွေလာတယ်ဒီတရားကြီးဟောနေတာပေါ့ဒါနဲ့တရားတွေကရှောက်တယ်ဆရာတော်တရားပြောင်းဟောပါတပည့်တို့ဟင်းပြောင်းကပ်ပါမယ်ဒီလိုကိုဗျာအေးမင်းတို့ဟင်းပြောင်းကြိုင်ငါလည်းတရားပြောင်းဟောမယ်လို့ဘုန်းကြီးကဝန်ခံတယ်နောက်တစ်ကြတရားတွေကပြောင်းပါလေသူတို့တရားတွေကလဲတယ်ဟင်းပြောင်းပါပြီဗျာဆိုဟင်းတွေလာပို့ကြပေါ့ဘုန်းကြီးကသပွဲသွားကြည့်လိုက်တော့ဟုတ်တယ်မြစ်ကျော်တော့မဟုတ်မြစ်တုတ်တွေဖြစ်နေတရားတွေတစ်ပတ်ရိုက်တာ2ပေါက်တစ်ပေါက်ဟုတ်လားဘုန်းကြီးကယောဂီတို့လူထက်လဲတာပေါ့တိကြတိတာပေါ့ညတရားကြဟောရောအေးတဲ့တရားများကမြစ်ကျော်တွေ9နှစ်ကတ်တာဒီနေ့မြစ်တုတ်ပြောင်းသွားကြပြီတဲ့အဲ့တော့ငါလည်းအရင်တော့ရာဟုဟလာရေတော်တရားချုပ်ခန်းကြီးဟောတာကနေ့ညပြောင်းဟောမယ်တဲ့ရာဟုလာမယ်တော့ချုပ်ခန်းတဲ့ဟုတ်တယ်လေရေတော်နဲ့ရောက်တယ်မလို့အတူတူပဲဟုတ်လားနာမည်ပြောင်းတာပေါ့အဲ့တော့ဦးစင်းကလည်းအခုဓမ္မတော်တင်စီတော်ညီမကြီးတို့အမြဲတမ်းဆုံးမဟင်းတွေပို့ကြတော့တရားတွေထိုင်ဟင်းတွေထပ်မှဆိုလို့မထက်စေရဘူးနော်ကြီးခဲ့ပြီးစမ်းတော့ဟောခဲ့တဲ့တရားတွေလုံးဝမထက်စေရဘူးတစ်ခုစီဟောပေးမယ်အဲ့တော့မှန်မရရွေပြရတရားဓမ္မတွေကိုအနန္တ၅ပြားဘုရားရှိခိုးလေးလက်ဆောင်ပေးပြရတယ်ရအောင်လိုက်ဆိုကြနေတန်းဆိုပေးမယ်နော်ဆိုဗုဒ္ဓဂုဏံတကိသံအဟံဩဒာမိပါဗျာဗုဒ္ဓဂုံကိုယုံကြည်မြတ်လို့လက်ဆုံးမို့ရေခိုးပါ၏ဖယားဓမ္မဂုဏံတကိသံအဟံဩဒာမိပါဖယားဓမ္မဂုံကိုယုံကြည်မြတ်လို့လက်ဆုံးမို့ရေခိုးပါ၏ဖယားတန်ခါဂုဏံတကိသံအဟံဩဒာမိပါဖယားတန်ခါဂုံကိုယုံကြည်မြတ်လို့လက်ဆုံးမို့
ရေခိုပါဤဖယာမာတာပိတုကုဏံတကိသံအဟံဟောတာမိပါဖယာမိဘကုံကိုဤယုံကြည်မြတ်တို့လက်ဆုံးမို့ရေခိုပါဤဖယာအာစရိယကုဏံတကိသံအဟံဟောတာမိပါဖယာဆရာကုံကိုဤယုံကြည်မြတ်တို့လက်ဆုံးမို့ရေခိုပါဤဖယာကဲအနန္တငါးပြရည်မှန်ဥချလိုက်ပေါ့လူအားကြနဲ့ဥချလို့မရရင်လည်းလက်ဥလေးခြေထားရတော့ကဲမေတ္တာပူကြအောင်လိုက်စို့စัจ java လအနန္တ၌ရှိကြကုန်သောလူနဲ့မြမတတ္တဝါအလုံးဒီယံကြောင့်ကြာဆင်းရဲကင်း၍ကိုယ်စိတ်နဲ့ဖြာချမ်းသာကြပါစေကောင်းကျိုးလူရာစံတာပြေဝကြပါစေစัจ java လအနန္တ၌ရှိကြကုန်သောလူနဲ့မြမတတ္တဝါအလုံးဘေးရန်ကြောင့်ကြာဆင်းရဲကင်း၍ကိုယ်စိတ်နဲ့ဖြာချမ်းသာကြပါစေကောင်းကျိုးလူရာစံတာပြေဝကြပါစေကဲအနန္တငါးပြားရှိကိုပြင်းမြတ်တာလည်းပေါင်းရပြည့်တဲ့နောက်ကြောက်ရင်လွဲရဲလျင်မင်းပြေဆိုတဲ့အတွေ့ခေါ်တဒနာပါတဲ့တရားလေးနာရအောင်နာတော့မယ်ဆိုတော့အဲ့ဒီတာယာဝတိဆရာတော်ဘုရားကြီးအနက်ပြန်ခဲ့တဲ့ဂါထာလေးစပြီးတော့နာကြည့်အောင်ဒါဗုဒ္ဓဟောကြားတဲ့ဂါထာလေးကိုတာယာဝတိဆရာတော်ဘုရားကြီးကတို့မြန်မာလိုနားလည်အောင်ပြန်ပေးထားတာပေါ့ပြီးမှအဓိပ္ပာယ်လေးပြောပြီးတော့လက်တွေ့ဇာတ်လမ်းလေးတွေသွင်းပေးပါမယ်ဘုံဉံဘိကဝေမာဘာယိဋ္ဌဘုံဉံဘယတောဘတုခံပါတိနာမတဓမ္မဘုံဉံဝါကတဗံအဘုံဉံနသကတဗံဘိကဝေယမတမိနိဗ္ဗာန်ပြည်သို့ကျမ်းစီရောယံမယောကမှန်၍ကျိုးပံကြာညာအိုစေတတတိစေတမိတို့ပုံဉ္ဓာတိနေညာဝိရိယနှင့်ခန္တီသေသာဒိဋ္ဌံပါလျင်မြေတံဥပြေကဆေဝါပေါင်းစုမြတ်ကောင်းမှုကိုမာဘာယိဋ္ဌမကြောက်လိုက်ကြပါကုန်လင်မာဘာယိဋ္ဌလောဘဒေါသမောဟမယံသူတွေဂုံးဝေတတ်တယ်နဲ့မကြောက်လိုက်ကြပါကုန်လင်ပုံဉ္နိဗ္ဗာန်တောင်မြုပ်ကြောင့်ပုံမြည်မောင်တို့သခင်ကျေးဇူးရင်စေဖြစ်ကြည်ဖြစ်ပေသောကုသိုလ်ကောင်းမှုကိုပါရတော်အမြင်လွဲ၍နေမဲ့တမှုငါရန်သူဟုမြူသူချောင်းကွင်းကြောက်ရွံ့လိုချီတော်သူသည်ဒုက္ခံမပြေတတ်ဘဝတတန်ကြကြပြီးမြဲတဲ့ပန်းလာလာနဲ့ဝဝကြီးခံစားဆန္ဒမြေတော်ချမ်းသာကိုဗာတိနာမကြောက်တော်သူမြည်ဗာတိနာမလူနံနိဗ္ဗာန်သုံးနံသောစိတ်စဉ်ကိုညီးတရားအစဉ်မကြွခြင်းသဖြင့်အထင်ရှားကြောက်တော်သူမြည်ဓမ္မထိုသို့မှန်စွာဖြစ်လေပါကြောင့်ဝါထို့သို့လွဲကြောက်လွဲလေသောကြောင့်အဘုံဉံလူနတ်နိဗ္ဗာန်သို့နံသလုံးရှုံကြီးရှုံမြည်မုံစီယမအကုသိုလ်ကံကိုနသကတပံအိမ်မဲတွင်မမြင်ကြပဲရှောင်လွဲထက်မူမြတ်သဖြင့်မြွတ်သေးတာဒီပုံဉံဝဒိဋ္ဌနမြစိတ်ကြံစာ၍နိဗ္ဗာန်ပြည်ခေမာကိုကြည်ဝေးပြအောင်ပေတတ်သည်ခေါ်ရခြင်းရာကုသိုလ်တရားကိုသာလျင်တရာဒီမုတ်ချမသွေပြီးလူအပ်ပါပေတည်းဘာသာအဓိပ္ပာယ်ကจิตသားจิตသမီးတို့
ဒါနသီလဘာဝနာအစရှိတဲ့ပါရမီကုသိုလ်တွေကိုလောက်ရမှာမကြောက်နဲ့နောက်မတွန့်နဲ့အကုသိုလ်ဆိုရင်တော့ဘာမှလုံလည်းမလုံနဲ့ပြောလည်းမပြောနဲ့ကြံလည်းမကြံနဲ့အကုသိုလ်ကလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာရှုံးပြီးတော့အပေဖို့မယ်တဲ့ဒါနသီလဘာဝနာအစရှိတဲ့ပါရမီကုသိုလ်တွေကြတော့မကြောက်နဲ့ရဲဝင်ပြုကြအဲ့ဒီဒါနသီလဘာဝနာကိုကြောက်တာဟာဒီနည်းကုသိုလ်ကိုကြောက်တာဟာချမ်းသာကိုကြောက်တာပဲအဲ့ဒီတွေးလည်းမှတ်သွားကုသိုလ်ကိုကြောက်တာဟာဘာကြောက်တာချမ်းသာကြောက်တာကုသိုလ်ကြောက်ပြီဆိုရင်လူချမ်းသာနဲ့ချမ်းသာကြောက်တယ်လို့မရတော့ဘူးလူချမ်းသာနဲ့ချမ်းသာဆင်းရဲလိမ့်မယ်တဲ့အဲ့တော့ပထမဆုံးကြောက်ရင်လွဲတဲ့ဗုဒ္ဓလက်ထက်ကတကယ်ဖြစ်လေတခုနားထောင်အောင်ဓမ္မပဒထက်ကရာကလာတဲ့အာနန္ဒတထေကြီးသာဝိထိပြည်ပဲပြီးတဲ့သာဝိထိပြည်ချမ်းသာလိုက်တာဂရေပေါင်း40ကျော်ချမ်းသာသည်ဒီပေါ်မြေရောက်ခါတယ်ငွေတွေရွှေတွေကြောက်တံပရမ ्या တွေအများကြီးပေါ့သို့တော်လေအဲ့ဒီအာနန္ဒတထေကြီးကအင်မတန်မှကစီနေတယ်ဒီလိုပြောကြပါစို့လုံးဝဒါနဝါဒနာပါဘူးဘယ်တော့မှလည်းမလူသူသားကိုလည်းဩဝါဒပေးတယ်သူသားနာမည်ကမူလသေရိအာလမူလသေရိပစ္စည်းဥစ္စာဆိုတော့ဘယ်တော့မှသူများမပေးနဲ့ကိုယ့်အတွက်အမြဲတမ်းစုပေးတယ်ဆိုတာမင်းကြိုင်ကုန်တာပဲဘယ်တော့မှပေးတယ်လို့မလုပ်နဲ့ပေးတာဟာလူအတွေကွာအလူခန္ဓာကလူလေတွေကွာဆိုတော့ကျတို့ဘုန်းကြီးတွေပါထိကုန်ဒီလားတို့လူလျှောက်ပြီးတော့သူသားဘယ်တော့မှမလူနဲ့ငါလည်းမလူဘူးပေါ့လူသားလည်းသူ့ခေတ္တကနားထောင်လည်းမလူယောဂီတို့လူသေးဖြစ်စေမလူသေးဖြစ်စေနောက်ဆုံးကြမသေးကြဘူးလားသေရတာပဲကြည့်သေးတော့သူရင်သေးသွားပြီလေသေသွားတော့ဘာဒါနမှမရှိတော့အဲ့ဒီသာဝတိအနည်းကသုတ်တန်လည်းပဲရှိပါလိမ့်မယ်အဲ့မှာဒွန်ဆန္နာလို့ခေါ်တာပေါ့လူတွေမြုပ်ကြပြုကြတယ်ဒွန်ဆန္နာသူတော်စားမျိုးမှာသွားပြီးတော့တတိတီးတယ်ကြည့်အတိတ်ကဘာဒါနမှမပါခဲ့တော့သူလည်းသူ့မိခင်ဝါမှာတတိတီးရောအဲ့ဒီဒွန်ဆန္နာတစ်ရွာလုံးဘာမှလောက်ကန်စားတော့လို့မရတော့ဘူးနောက်ဆုံးအလောက်ကန်မရှိလို့သူများကြီးကသွားတောင်းပေးမှလို့မရှိတော့အဲ့တော့အိမ်တောင်ရှိတဲ့ရွာသားတွေကစဉ်းစားတယ်ငါတို့ဒီလိုမပြဘူးပါဘူးဒါဘာကြောင့်လဲတန်တော့ငါတို့ရဲ့အိမ်ကြီးတောင်ထဲမှာအင်မတန်ရုပ်ညံ့တဲ့ဒရေသားတယောက်ရောက်လာပြီနေမှာအဲ့တော့အိမ်ကြီး900စီခွဲကြ900စီခွဲလိုက်တယ်ဟုတ်တယ်အဲ့ဒီအာနန္ဒတထေသာအလောင်းမိခင်သူ့ဝမ်းထဲမှာသူရှိတော့မွေးရတယ်သူ့ကိုယ်ဝင်ရှိတဲ့သူ့မိခင်ပါတဲ့အိမ်ကြီး900ပဲဟာဆက်ပြီးတော့ငတ်တယ်တဲ့ဟိုဘက်900ချမ်းသာသွားတယ်အဆင်ပြေသွားတယ်ငါတို့ထဲမှာလေရုံမှာပါလေမိထက်ခွဲ250အဲ့ဒီအာနန္ဒတတိလောင်ပါတဲ့ဘက်ကဆက်ပြီးတော့မွဲကြငတ်ကြပြန်သည်ဒီလိုနဲ့ခါတဲ့ခွဲလိုက်တဲ့နောက်ဆုံးတော့သူ့အမေတယောက်သွားတွေ့တော့ဒီကောင်မလေရုံမှာပဲသူ့မှာတည်တဲ့တရေသားဟာရုံမာတဲ့လူဘာဒါနမှမရှိတဲ့လူပဲဒါကြောင့်ငါတို့ငတ်တာသွားဆိုပြီးတော့အဲ့ဒီရွာကိုနှိမ့်ထုတ်ပလိုက်တယ်ဘလောက်ဖြစ်ဆိုရင်ယောဂီတို့မိမိရဲ့ဒါနမပါမှုဟာမိမိရဲ့ဆွေမျိုးသားချင်းမိခင်အလုံးမှာသွားပြီးတော့လောင်နေဒါကြောင့်လူကိုပေးဖို့တောင်းဘယ်တော့မှမနှမျောနဲ့ကိုယ့်အတွက်ဆိုတာသိတာဘုရားပေါ်လာလိမ့်အဲ့ဆိုနောက်ဆုံးတော့ဆိုကြဟိုကတော့မိခင်ဆိုတော့သူ့သားလေးတော့ရုံညံမှန်းတော့တည်သားပဲတို့တော့မိခင်ဆိုတော့လည်းပဲဘယ်တတ်နေမှာတော့အဲ့ဒါဆယ်လပြည့်တဲ့ကြီးတော့မွေးတော့ယောဂီတို့ကြီးအထက်ကရာမှာဖွင့်တယ်အယုတ်ကဆိုးလိုက်တာတဲ့မျက်စိကမျက်စိနေရာမရှိဘူးတဲ့နှာခေါင်းကနှာခေါင်းနေရာမရှိဘူးတဲ့ကြောက်เสียကောင်းလိုက်တာစားမှဆိုတဲ့ပန်တုပိတာသကောဝိယမြေပုတ်ဘလူးနဲ့တူတဲ့အားနဲ့တူတဲ့အဲ့ဒါတက္ကရာဆရာဖွင့်ရတာသဘောကျတယ်သူကဘာကြောင့်သူမျက်နှာကြီးကအဲ့လိုရှုံမဲ့ပြီးတော့ဒါအယုတ်ဆိုးရတယ်လေဆိုရင်တဲ့အာနန္ဒတထေကြီးဟာလူကမှသိကြောက်တာဟုတ်ပြီးတော့သူ့အိမ်မှာလေအိမ်ရှိမှာအလူခံနေလာပြီဆိုရင်နောက်သူ့အိမ်ရှိအလူမခံရအောင်ဆိုပြီးတော့မျက်နှာကြီးရုပ်မျက်မှောင်ကုတ်ပြတယ်မျက်နှာကြီးရှုံပြတယ်တဲ့အဲ့လိုမျက်မှောင်ကုတ်ပြမျက်နှာရှုံပြတယ်တော့ဒီမှာလာအယုတ်ဆိုးနေတာဒါကြောင့်ကျူပြတကားတော်မှာများနော်လိုအပ်တဲ့အလူများအလူခံမျက်နှာကြီးရှုံမပြနဲ့နောက်ဘဝအရှုံကြီးဖြစ်မှာဟုတ်လားဒါလက်တွေသူများအမှားကြီးကိုမောင်းတင်ကန်းစာယူအဲ့တော့ဆိုကြပါစို့ကလေးလေးပွေပြီးတော့သွားတောင်းရင်ပေးမဲ့လူမရှိကြည်စမ်းအဲ့ဒီကလေးလေးပိုင်ရင်တောင်ပေးမဲ့လူရှိရဲ့တောင်းလို့ကိုမရတော့သူအဘုဒ္ဓဘယ်လောက်ကြည့်လဲကလေးတော့ရအပ်ပြီးတော့သွားတောင်းရင်ပေးမဲ့လူရှိတယ်သူမသိပါဘူးဩငါသားလေးအဘုဒ္ဓကြည့်လိုက်တာတို့တော့မစွန့်ကြပါဘူးအငတ်ခံပြီးတော့ကလေးလေးဆိုကြပါစို့9နှစ်10နှစ်လမ်းသွားကောင်းသွားတဲ့အရွယ်ဒီသူ့မေအငတ်ခံဆောက်ရှောက်ကြတယ်9နှစ်10နှစ်ရွယ်ကြတော့အမေကလည်းမျက်ရည်တွေနဲ့ပေါ့လေငါသားအမေလေးငါသားကို
အခု10နှစ်ရောက်တဲ့အထိအမေငတ်ကန်ဆောက်ရောက်ခဲ့တယ်အခုအမေတောင်းကြည်ပြီးငါသာကိုယ့်ဘာကိုပဲဝမ်းထေးချောင်းတော့ဆိုပြီးတော့သူသားကိုအိုးချမ်းပဲလေးပြီးအမေပါထွက်ပြေးရတယ်အဲ့တော့ကလေးတွေဟာလေဒီခါရတာအိုးချမ်းပဲလေးကန်ပြီးတော့တောင်းတင်ပြီးတော့ရှောက်တောင်းဘယ်သူမှပေးမှကမ်းမဲ့လူမရှိရှိရလားဒါပြမှတ်ထားတော့ဒါနမရှိတာဘယ်လောက်မျက်နှာငယ်လေလို့ဒါကြောင့်ဘုရားကအမြဲတမ်းဟောတယ်ဒါနရဲ့ကောင်းကျိုးကိုငါဘုရားသိတယ်လို့များဟောဒီလူတွေသိကြမယ်ဆိုရင်တခြားပြည်သူဥစ္စာမပြောနဲ့တဲ့ကိုစားနေတဲ့ထမင်းမကန်တဲ့ထမင်းတော်သူများကျွေးမှာဒါနအယုတ်ကိုမသိလို့နှမျိုးနေကြတာတဲ့ဘုရားကအဲ့ဒီဆိုကြတဲ့သူကရှောက်တောင်းပြီးတော့မဝရေသာလေးပေါ့အာဟုတို့ကြည့်တော့သေးလဲမသိနိုင်ဘူးပိန်ချီလို့ဟာတရက်တော့သူ့အရင်နေခဲ့တဲ့အိမ်ကြီးရောက်သွားဟောတတိအိမ်ဆိုတော့လဲလင်္ကာတတိုက်ကြီးရှိမှာပေါ့အဲ့မှာတင်အနန္တတတိလောင်တွန်းဆန်းသားလေးဟာအတိတ်ကိုပြန်အမှတ်ရတယ်အဲ့ဒါမှတ်လိုက်ဇာတိတ်တရဉာဏ်ဘာဉာဏ်နဲ့အဲ့ဒါလူတစ်ထောင်မှတယောက်ပါတတ်တယ်ခုတရားဟောတဲ့ဘုန်းကြီးနောက်ဘဝတစ်ခုပြန်မှတ်ရတယ်ဘုရင်ဟိုဘဝတစ်ခုစနေသားရောက်လို့မျက်စိဟောပေါ့တီဗီကြည့်လို့ကိုပြန်သိတယ်နောက်ဘဝကျင်နေခဲ့ပုံဒါဥစဉ်ခုဒီတရားစာအုပ်ထဲကတွင်းရံသူဆိုတဲ့စာအုပ်ထဲအဲ့ကြောင့်ပါပါတယ်ဓမ္မတိကောင်လှန်ကြည့်လိုက်ရင်ညောင်သေးလောက်ပင်မလူနိုင်မှာဆိုတဲ့ဆောင်းပါးလေးဖတ်ကြည့်ရတာဥစဉ်ရဲ့အတိတ်ဘဝဥစဉ်ကိုယ်တိုင်ပြန်ရေးတာခုသူလည်းပဲနောက်အတိတ်ဘဝပြန်မြင်တာပေါ့ဟာငါဒါငါအိမ်ကြီးပဲငါနေခဲ့တဲ့ငါတိုင်းတခါတည်းအိမ်နဲ့စုပ်ဝင်သွားရောသူ့အိမ်ဆိုတဲ့အမှတ်နဲ့အဲဒီချင်းမှသူ့ရဲ့သားကမွေးတယ်မိတွေတော့သူ့ရဲ့ရောက်နေဆယ်နှစ်သားလေးတွေသူကတော့ငါအိမ်မဲငါတိုက်ပဲဆိုဝင်ချသွားအဆောင်နေရလဲတတိမထားတော့သူမသိလိုက်ဘူးပေါ့အဲ့ဒီသူ့ယုတ်ကြီးကဘလူးလို့ကြောက်เสียကောင်းတော့သူ့မိလေးတွေမြင်တော့တခါတည်းဒါအော်ငိုကြတာလန့်ပြီးတော့အဲ့မှာသူတတ်တယ်လို့ဟာကြက်တွေရုပ်တဲ့တထောင်သားယောဂီတို့ဘဝချတော့မသိတော့ဘူးအရင်ဘဝအဖေကိုအေးကောင်းနေဒီကောင်ရိုက်နှက်ပြီးတော့သွားအိမ်ရှိကအမှတ်ပုံနဲ့သွားပြစ်ထားလိုက်ခွေးတစ်ကောင်လိုပဲအဲ့ဒီကစေခံတဲ့ဝိုင်းကြိုက်ကြနှက်ကြဒီကလေးတွေယောဂီတို့ငကောကအားပြက်နေတဲ့အစာမသားလို့လေးငါးကြက်တဲ့မြေကြီးတဲ့လဲပေါ့မထနိုင်တော့အဲ့မှာတခါတည်းခြေထောက်ကနေဒီရုပ်တိုက်ဆွဲပြီးတော့ခွေးတစ်ကောင်တစ်ကောင်လိုပဲသိတော့မသိဘူးမေ့သွားတာပေါ့အမှတ်ပုံနဲ့မှသွားပြစ်ထားလိုက်ဘယ်လဲမလုံနိုင်တော့ဘူးတိုင်သေးမှာပါပဲမပြုဆိုရင်အဲ့ဒီချိန်မှာဘုရားရှင်ကိုတော်မြတ်ကြီးတန်ခါ900ချမ်းရံပြီးတော့ဆုံးခံကြွလာတော့တွေ့တော်မူပြီးကြည့်ယောဂီမြတ်စွာဘုရားတရားကထာလေးသူကြည့်တယ်မြတ်စွာဘုရားကတန်ခါတွေပြန်ဟောပေးတယ်ဆုံးခံရင်းနဲ့ဗုဒ္ဓမတိဒနာမတိဣတိပါလဝိညတိအတ္တဤအရဏောနတ္တိကုတောဗုဒ္ဓကုတောဒနန္တိဘုရားကအတိတ်ကြောင့်လေးပြန်ဟပ်ပြီးတော့ရှင်းသားတို့အတွေ့ခေါ်ပညာမရှိတဲ့လူတွေဟာလေငါမှသားသမီးတွေရှိတယ်ငါမှဥစ္စာမရှိတွေရှိတယ်ဆိုပြီးတော့ဥစ္စာမှန်နေတက်သားသမီးမှန်နေတက်ပြီးတော့ဗာဒနာမှမပြုကြဘူးဒီလိုပဲနေပြီးတော့ဒီလိုပဲသေးတယ်တဲ့သားသမီးအားကိုဥစ္စာအားကိုပြီးတော့တကယ်တော့ခြေသားခြေသမီးတို့ငါမှမရှိဘဲနဲ့သားသမီးဆိုတာဘယ်ရှိမှလဲတဲ့ဥစ္စာဆိုတာဘယ်ရှိမှလဲဘယ်အားကိုရဖြစ်တော့မှလဲအခုကြည်စံအာနန္ဒတတိအလားအရင်ဘဝကဘာမှမလူကမတန်းကြတော့အခုကြည့်မှတ်ဖို့နဲ့မှာဒုက္ခရောက်နေပြီတဲ့သူ့ရဲ့သားတွေသူ့ရဲ့ဥစ္စာတွေသူ့ကိုဘာမှမကယ်နိုင်တော့ဘူးတဲ့နောက်ဆုံးသူ့ခန္ဓာကိုယ်တော်သူ့ကိုမကယ်နိုင်တော့ပါဘူးတဲ့အဲ့လိုဟောတော့အာနန္ဒကသနာတတ်တယ်အဲ့ဒီခါတဲ့သူသားမူလတိအဲ့ဒီသူမမူလတိတတိဖြစ်နေခေါ်လိုက်ရောက်လာဒါကတော့အဲ့ဒီကောင်လေးသိလားမသိပါဘူးခင်ဗျာရုပ်တော့အဖေတော့အရင်ကမသိတော့ဘူးမသိပါဘူးခင်ဗျာအိမ်နဲ့ဝင်တော့ပြီးတော့ရိုက်ထုတ်ထားတယ်ဒကာကြီးတဲ့အဲ့ဒါဒကာကြီးရဲ့အရင်ဘဝကအဖေပဲညလုံးပြူသွားတယ်မဖြစ်ပါဘူးခင်ဗျာတပည့်တော်အဖေဒီလောက်အယုတ်ဆိုးပြီးတော့အောက်တန်းတဲ့တောင်းစားမျိုးဖြစ်နိုင်ပါဘူးခင်ဗျာမညင်းဒကာကြီးဘုရားဟာမဟုတ်တန်ပြောငါတို့အကုန်ဟောပြီးသွားပြီအဲ့တော့သင်ငါမေးမယ်အနန္ဒာကသင်ဖြေစမ်းသင်ဖေအနန္ဒာတတိမသေးခင်တော့ကသင်တို့ကိုမှတ်ဖဲနဲ့ပျောက်သွားတဲ့ဥစ္စာရွှေငွေတွေရှိသလားရှိတယ်ဟုတ်ပါရွှေအိုး9လုံးဗျာဒီလိုမှတ်ဘူးဒါခုရိရှားမလို့အေးအဲ့ဒါဆိုရင်ဟောဒီကောင်လေးကိုသိချာပြုစုယူရဥဒပြီးတော့ရင်မိုးချိုးအစာကောင်းတွေကျွေးနုညံ့တဲ့အိယာပေါ်သိပ်ပြီးတော့မှကြောလေးပုတ်ပြီးတော့မေ့ကြည့်လိုက်အဖေမသိခင်ကကျွန်တော်မှတ်ခဲ့တဲ့ရှိုးလေးလုံးကိုယူပြပါလို့ခိုင်းကြည့်လိုက်ဒီလိုခိုင်းကြည့်တော့ခေါင်းလေးကယူပြတာပေါ့ရုပ်ပြီးတော့တတိဘွားကလာတာလေအဲဒီကြမှာမူလသီရိဟာတရောင်းသားလေးကိုဖတ်ပြီးတော့ငိုရှာတယ်ဘုရားကျေးဇူးကြောင့်တဘွားတကောင်းလေးပြန်စားရတယ်ရုပ်ပြီးတော့ကျန်တော့ဘုရားရှင်လားမကယ်ရင်အနန္တတတိဒုက္ခမရောက်ဘူးလားဒီတော့အနန္တတတိယယောဂီတို့ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေကိုကြောက်လို့လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာနဲ့မလွယ်ဘူးလားကြောက်ရင်လွယ်ပါပါလိမ့်ကြောက်ရင်လွယ်ပါတာနော်ယောဂီတို့
ဒါဆိုရင်လာပြီရဲလျင်မင်းဖြစ်ပါတဲ့ရဲလျင်မင်းဖြစ်တဲ့ကြောက်လို့အဓိပ္ပာယ်နားထောင်အောင်ရဲလျင်မင်းဆိုတာဒီလိုပါဒါနသီလဘာဝနာကုသိုလ်တရားတွေကိုရဲရဲဝံ့ဝံ့ကြည့်လို့မယ်ဆိုလို့ရှိရင်လေသူကလူမင်းဖြစ်မဲ့လူချမ်းသာခံစားရမယ်နတ်မင်းဖြစ်မဲ့နတ်ချမ်းသာခံစားရမယ်နိဗ္ဗာန်မင်းဖြစ်မဲ့နိဗ္ဗာန်ချမ်းသာခံစားရမယ်ဒီလိုဆိုလိုပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းကလက်တွေ့တွေအများကြီးပြပေးပါမယ်ဘုရားလည်းကသာရကတခုထပြီးစပြီးတော့နာရအောင်အဲ့ဒါလည်းဓမ္မပဒထေခရာကပဲဧကသာရကပုံနာတဲ့ဘာပုံနာဧကသာရကပုံနာမြန်မာလိုဆိုရင်တော့လင်မယားနှစ်ယောက်မှအပေါ်ယုံအဝတ်တထေသာရှိသောပုံနာဘာလို့ဆင်းရဲလဲလို့ဦးဇင်းတို့မြန်မာလိုဆိုရင်တော့အင်ကြီးတထေပဲရှိတယ်ပေါ့သူတို့ဟိုမှာတော့ဒီပုံနာတွေဆိုရင်တော့ကိုယုံခေါ်တာပုံမှန်အင်ကြီးပဲအဲ့ဒါလင်းမြနှစ်ယောက်လုံးမှာအင်ကြီးဘယ်နှထဲရှိတယ်မဆင်းရဲဘူးလားတခြားကြောင့်လားဒါနမရှိခဲ့လို့ဒါနမရှိခဲ့လို့ဒါမှတ်ထားအဲ့တော့အခုလူငယ်တွေပါရမီနဲ့ပြောအောင်မယ်တွေးခေါ်လေးပေါ့တချို့ကလူငယ်တွေယုံမှမဟုတ်ဘူးဒါနမရှိရင်ဟုတ်ပါမလားကိုစေးပါကိုဆရာကြီးွားတာပဲရှားကြည့်သမ်းပါယောဂီတို့ဒါနရှိသူနဲ့မရှိသူစီးပွားရှင်းရှာကြည့်လိုက်တူကိုမတူတာကိုပြောမယ်ဒါဗုဒ္ဓရဲ့အင်္ဂုတ္တမှာဖွင့်ထားချက်ပေါ့ပထမဆုံးမြတ်စွာဘုရားမေခွန်းတစ်ခုကဥပရိပါဏတာပါဠိတော်ဇူလကံမှာဝိမကံသုံးသူ့ဘာလို့လင်ကဗုဒ္ဓကိုမေးတယ်မြတ်စွာဘုရားလူကြီးတူပြီးတော့ဘုရားတချို့ကဆင်းရဲတယ်တချို့ကချမ်းသာတယ်အဲ့ဒါဘာကြောင့်လဲအဲ့လိုမေးတယ်ပြည့်စုံမဲ့စဉ်းစားကြည့်လေပုထုဇဉ်လူသားတိုင်းမချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ရှိသလားရှိပါဘူးအားလုံးချမ်းသာခြင်းနဲ့သိကြတယ်လုံးဝမလွယ်ဘူးနောက်တစ်ချက်ပုထုဇဉ်လူသားအားလုံးမိမိတို့တတ်တဲ့နေရာစီးပွားတွေမရှားကြဘူးလားပြီးတော့ချမ်းသာခြင်းစိတ်ရှိတာချင်းလည်းတူတယ်ချမ်းသာအောင်စီးပွားရှာတာချင်းနဲ့တူတယ်ဖြည့်သမ်းမအောင်လူတိုင်းချမ်းသာရဲ့လားချမ်းသာပါဘူးလူတိုင်းစီးပွားအဆင်ပြေရဲ့လားမပြေပါဘူးဗျာအဲ့ဒါဒါနကတ္တချပြီလားဒါနရှိရင်စီးပွားလို့လူတိုင်းတက်တယ်ဖြစ်ထွန်းတယ်ပေါ့ဒါနမရှိစီးပွားလို့လူတိုင်းမွဲတယ်ရှုံးတယ်ငတ်တယ်ဒါဦးစင်းကလက်တွေ့ပြမယ်ဒါအင်္ဂုတ္တကဖွင့်ဆိုချက်ကိုအခုကိလူတွေနားလည်အောင်ပြောပေးမယ်လူငယ်၄ယောက်မျက်စိနဲ့မြင်လိုက်ပေါ့အသက်တူရွယ်သူတွေပေါ့ဟုတ်လား40ဝန်းကျင်တွေပေါ့အရွယ်ကောင်းတယ်သူတို့ကိုသိန်းပေါင်း1000စီထုတ်ပေးလိုက်တယ်သိန်းပေါင်းဘယ်လောက်အညိညပေးလိုက်တယ်စီးပွားလှုပ်ရှားဖို့သူတို့လေးဦးလုံးကမှတ်ထားဉာဏ်ချင်းလဲတူတယ်ဝေးရချင်းလဲတူတယ်ကုံရောင်းကုံဝယ်ချင်းလဲတူတယ်အားလုံးမတူဘူးလားတူတယ်တော့ချမ်းသာခြင်းနဲ့ရှိတာချင်းလဲတူတယ်အားလုံးတူနေကြတယ်အဲ့တော့သူတို့ဟာအယောင်းဝယ်လောက်ကြရောလောက်တော့ပထမတစ်ယောက်ကသိန်း1000ရင်းရမှာသိန်း2000မြတ်သွားကြီးခွာထားဖို့ဒုတိယတစ်ယောက်ကသိန်း1000ရင်းရမှာသိန်း1000မဲ့အတိအကျမြတ်တယ်ဘိုးမမြတ်ဘူးတတိယတစ်ယောက်ကသိန်း1000ရင်းရမှာသိန်း900တဝက်ပဲမြတ်စတုတ္တတစ်ယောက်ကတော့သိန်း1000လုံးရှုံးသွားတယ်ဒုက္ခရောက်သွားပြီဟာသူကကြည်စမ်းဉာဏ်ချင်းလဲတူတယ်ဝိရိယချင်းလဲတူတယ်ချမ်းသာခြင်းနာခြင်းလဲတူတယ်စီးပွားရှာခြင်းလဲတူတယ်ဘာဖြစ်လို့ကွာခြားသွားတာလဲယောဂီတို့ဒါနကြောင့်ပဲဘာကြောင့်လဲကြည့်ဖះကယောဂီတို့အောင်းကြံခေါ်လိုက်တာအသေးသေးဖြေထားတာကျင်သားတို့တဲ့ပထမတစ်ယောက်ကသိန်း1000ကြီးပြီးတော့သိန်း1000မြတ်တာကဒီလိုတဲ့သူကအရင်ဘဝတည်းတုန်းကအလူကံပုဂ္ဂိုလ်ကိုဘယ်နေ့ဘယ်ရက်မှာလာပါနော်ဘယ်နေ့ဘယ်ရက်မှာငွေ1000လူပါမယ်လို့အလူကံပုဂ္ဂိုလ်ပြောထားတယ်ပေါ့အဲ့ဒီနေ့မှာလူကံပုဂ္ဂိုလ်ရောက်လာတော့တရားတွေတက်ပြီးတော့သိန်းနဲ့ငွေ2000လူလိုက်တယ်1000လူမှပြောပြီးတော့တကယ်လူတော့ဘယ်လောက်ဖြစ်သွားလဲနှစ်ဆတိုးသွားတယ်ဒါကြောင့်သူစီးပွားရှာတဲ့အခါမှာသိန်း1000ရင်းတာသိန်းဘယ်လောက်မြတ်တယ်2000မြတ်သွားတယ်ဟောယောဂီတို့ဒီတော့စီးပွားရှာတဲ့နေရာမှာဒါနရှိသူကမရှိဘူးတဲ့တာသွားတယ်ဆိုတာမသေးကြဘူးလားသေချာတယ်ဘုရားအသေးချာဟောတာနောက်သိန်း1000ကြီးသိန်း1000တိကျမြတ်တဲ့ပုဂ္ဂိုလ်ကဒီလိုတဲ့သူကအရင်ကဒါနပြုစဉ်တော့ဘယ်နေ့ဘယ်ရက်လာပါငွေ1000လူမယ်ပြောခဲ့တယ်ပေါ့အဲ့ရကြတော့1000ပဲတိကျလို့ဘိုးမလူပါဘူးဒါကြောင့်သူစည်းဝါးရတဲ့အခါမှာသိန်း1000ရင်းတာသိန်း1000ပဲတိကျမြတ်တယ်ဘိုးမမြတ်ပါဘူးတဲ့တတိယတရားသူကလို့ငွေ1000လူမယ်လို့ပြောထားတယ်လူမန်းတွေကြတော့တရားရော့ပြီးတော့900ပဲလူတယ်ဒါကြောင့်သူစည်းဝါးရှာတဲ့အခါမှာသိန်း1000ရင်းတဲ့အခါဘယ်လောက်ပဲမြတ်သိန်း900ပဲမြတ်တယ်နောက်ဆုံးတစ်ယောက်ကြတော့သိန်း1000ရင်းတာသိန်း1000ရှုံးသွားပြီတောင်းတောင်းကြသွားပြီအရင်နေ့မဆက်နိုင်လို့ဘာဖြစ်လို့လဲဉာဏ်လဲတူဝိရိယလဲတူချမ်းသာခြင်းနဲ့လဲတူစီးပွားရှာဖို့ခြင်းလဲတူရတဲ့နဲ့ဒီလိုတဲ့သူကအတိတ်ဘဝတုန်းကလူကံပုဂ္ဂိုလ်ပြောတယ်လာပါဘယ်နေ့မှ1000လူမယ်လို့ပြောတယ်
ယောဂီတို့တကယ်နေလဲရအောင်မလူတော့ဘူးဗျာသွားရောတာအဲ့ပုဂ္ဂိုလ်များစီးပွားရှာတဲ့ကလုံးသမျှရှုံးတာပါပဲတဲ့ဒါကြောင့်ယောဂီတို့စီးပွားရှာတိုင်းကြီးပွားတာဟုတ်ကဲ့လားမဟုတ်ဘူးကြီးပွားခြင်းနဲ့လူကြီးပွားတယ်မကြီးပွားရင်တော့မကြီးပွားဘူးအဲ့ဒါဟာဒါနကကတ္တာချတာဘယ်သူကဒါနကယောဂီတို့လူမပြောနဲ့ယဟန်နေလဲဒါနကတ္တာချတာပဲကတ္တာချတယ်ပြီးတော့ဦးဇင်းတို့ကိုယ်လေးပြောအောင်မယ်အခုလောလောဆယ်တခုပြောပြမယ်သုမနာတုတ်တံအဲ့မှာယဟန်နှစ်ပါးရှိအဲ့တော့တစ်ပါးကယဟန်ဆိုတာယူပတ်ခန္ဓာပါဘာသူများကြီးပဲယူတယ်ပေါ့ဘယ်တော့မှမလူသူများဝေပြီးတဲ့ဝေဒနာခန္ဓာမရှိဘူးပေါ့ယူပဲယူတယ်ယဟန်တစ်ပါးကမဟုတ်ဘူးတို့တို့ယဟန်နာမဖြစ်သေးရင်ဘဝကျင်လည်ရတန်တရာကြီးဒါနမရှိအောက်တန်းကြရတယ်ငါတော့လူမယ်မင်းတို့ငါမလူတစ်ပါးလုံးဝမလူယဟန်တိလာတော့ရှိပါတယ်ဘုရားကတော့ယဟန်တိလာလည်းရှိတယ်ဒါနလည်းပြုတယ်ပေါ့နှစ်ပါးလုံးပြန်တော်မူတော့ကြတော့နတ်ပြည်ရောက်ကြပါတယ်ဘယ်ရောက်ကြနတ်ပြည်ရောက်တယ်ကြွားတဲ့ယောဂီတို့ဒါနမရှိတဲ့ယဟန်တဲ့ဒါနရှိတဲ့ယဟန်ကလေအသက်ဘိုးရှိတယ်အစင်ဘိုးလာတယ်အချမ်းရံပိုများတယ်ဟောယောဂီတို့တူသေးရဲ့လားနတ်ရှိကိုမတူဘူးယောဂီတို့တူတယ်မထင်တဲ့နတ်ပြည်မှာမတူဘူးလူပြည်ကလူသလားဟိုမှာသွားရတာပိုးမရဘူးနတ်ပြည်တို့တူမတဲ့နတ်မှာလည်းနတ်အမွေးရှိတယ်နတ်ပြည်ကစုတွေမနေဒီလုံးများဟောလူမှာရောက်ကြပြီတဲ့နှစ်ယောက်ချစ်ကြတော့သူတို့အတူတူပဲလူသွားဖြစ်ကြတယ်ဟောဒါနရှိတဲ့ယန်းကဘယင်သားသွားဖြစ်ပြီးတော့ရွှေလင်မန်းနဲ့ချင်းစေးရတယ်ဒါနမရှိတဲ့ယန်းလေးကအထိန်တော်သားသွားဖြစ်တယ်တူသေးရဲ့လားတူပါဗျာဘယ်သူကကတ္တာချပေးလေဒါနကတ္တာချပေးတာဟုတ်ပြီတဲ့နောက်သူတို့နောက်ကရပြီးတော့တခါတည်းအဲ့ဒါယန်းပြုကြမတူဘူးယောဂီတို့ယန်းပွားမှာဒါနပြုခဲ့တဲ့ယန်းလေးကသွန်သင်္ကန်းကြောင်းစိတ်ပစ္စည်းလေးပါပေါ်တယ်ဒါနပြုတဲ့ယန်းကတော့ပစ္စည်းလေးပါရှားပါတယ်ယောဂီတို့ခုခေတ်လည်းလို့ယန်းနေတွေ့ဘူးတယ်မလားတို့တော့အဲ့ဒါပဲအဲ့ဒါနကတာချပေးတာဘယ်ကြမှာတူလဲဆိုတော့ယန္နာဖြစ်ပြီးတော့နိဗ္ဗာန်ရောက်တဲ့အခါမှာတူတယ်ကျန်တဲ့သန္တရာတစ်ချက်အကုန်လုံးပဲ့ပြသွားတယ်ပြည်သူများဒါလေးမှတ်ခဲ့ပါအခုကြည့်အဲ့ဒီဧကသာရကဘုံနာဒါနမရှိခဲ့တော့လင်းမြနှစ်ယောက်မှတထဲသာရှိတယ်အရှင်မဘုရားရှင်ကိုရောမြတ်ကြီးတရားပွဲကုလိုပေါ့ရွှေပေးရမှလို့ပဲကျင်းပါပြီတဲ့နေခွဲညာပွဲနှစ်ပွဲလုံးကျင်းပါတယ်ဘုရားအပင်မခံအဲ့အခုပဲကြီးညာမှာပေါ့တရားပွဲမြတ်ဘုရားရှင်ဟောမယ်လာနာကြပါပေါ့အလင်းမြနှစ်ယောက်တိုင်မင်းနဲ့ဟေးမြတ်စွာဘုရားနေပွဲညာပွဲနှစ်ပွဲဟောမယ်အခုအဲ့ပြင်နေတဲ့ချိန်မှာညာဘက်ရောက်ပြီပေါ့အဲ့တော့ရှင်မကျုံးမာကအပေါ်ယုံတထဲထဲဆိုတော့လင်းမြနှစ်ယောက်စလုံးအပြင်ထွက်လို့မရဘူးအဲ့တော့ညာဘက်မှာမင်းအိမ်မှာနေခဲ့ငါဖရာကြည်သွားပြီးတော့တရားနာမယ်ဆိုအညမှာဘုံနာကြီးထွက်လာရောဘုရားပြည့်တဲ့ဗုဒ္ဓကမြင်တယ်လေဒီပုဂ္ဂိုလ်ဆင်းရဲချာဒါနမရှိလို့အမြတ်စွာဘုရားကဒါနရဲ့ကောင်းကျိုးတွေကိုဟောပေးတယ်ဟောပြီးတော့ယောဂီတို့သူတရားတွေတက်လာတယ်ဗာတက်လာတရားတက်လာတယ်မှတ်လိုက်ယောဂီတို့မှတ်လိုက်ဘုန်းကြီးတို့ယောဂီတို့ဟာဘဝအဆက်ဆက်ကဟောဒီအစ္ဆတပေါ့နော်ခန္ဓာထဲမှာအမြဲတမ်းတိုက်ပွဲဆင်နွှဲခဲ့ကြဘယ်သူနဲ့ဘယ်သူတိုက်တယ်လဲဆိုရင်လောဘနဲ့အာလောဘတိုက်တယ်ဘယ်သူနဲ့ဘယ်သူလောဘဆိုတော့ကိုယ့်အတွက်ပဲသိနေတာအာလောဘကသူများကိုပေးတာဒါပဲဘယ်သူကအနိုင်များတယ်လဲဆိုရင်လောဘကကြည့်ပဲနိုင်တယ်ဘယ်သူကကြည့်နိုင်ဟာဆရာတော်ဘယ်လိုလုပ်သိလဲဆိုတော့ယောဂီတို့ဦးဇင်းတို့အခုယောဂီတန်းဘာမဲ့ဘာဘိုးမှမရကြသေးဘူးခရားတွေပွင့်သွားတာဂင်းငါဝါလို့သေစုမကအများကြီးပဲတဆူမို့တဆူတွေ့ကြမှာကြီးနေအခုဘာမဲ့ဘာဘိုးမှမရပုထုဇဉ်ငုတ်တို့ကြီးပြန်ခဲ့ကြတယ်အဲ့ဒါလေအဲ့ဒီအစ္ဆဒတိုက်ပွဲဆင်နွှဲတဲ့အခါမှာဘောဟဆက်တက်ကကိုယ့်အတွက်ကြီးပဲသိနေတယ်သူများကိုပေးဖို့သူကိုစိတ်ကူးတယ်မထည့်ခဲ့ကြအောင်လောဘကကြီးနိုင်နေတယ်ဒါကြောင့်ခုချိန်ထိယောဂီတို့ဦးဇင်းတို့ဟာတရားမရကြတာဒါကြောင့်ဒီကွာကြိုးစားကြအစ္ဆဒတိုက်ပွဲနိုင်အောင်ကြိုးစားပေါ့။မြတ်စွာဘုရားအဲ့လိုတွေဟောတော့ပုံနိုင်တရားတွေတက်လာတို့တော့တိုက်ပွဲဖြစ်တဲ့ယင်ထဲမှာအေးငါလှူကျင်လိုက်တာသိကြပြီငါဒီဒါနမရှိကြလို့ဆင်းရတာပဲ။အဲ့မြတ်စွာဘုရားကငါလှူစရာဟောအပေါ်ယုံအဝေကလေးရှိတယ်ဆိုတော့အပေါ်ယုံဝေယုံတို့ကင်ကြည့်လိုက်တယ်ပေါ့လှူတော့မလို့လှူကျင်တာတရားပေါ့လှူကျင်တာပါတော့အေးတရားရောအလောဘရောတို့တော့လောဘနဲ့မစ္စရိယကမလှူနဲ့တဲ့မင်းတို့လင်မယားနှစ်ယောက်မှဒါလေးရှိတာမလှူပါနဲ့လို့တိုက်တော့မလှူပြတော့ရှုံးသွားတယ်အဲ့ဒါညင်ဦးရံအချိန်ဘယ်ချိန်မြတ်စွာဘုရားကသူ့ကြည့်အောင်ဆက်ဟောရုပ်လို့ဆက်ဟောတညာလုံးဟောတာမိုးလင်းဟောတာဒါကောင်းကြတော့တရားတွေပြန်ပြီးတော့တက်လာပြန်ပြီအာလောဘကနည်းနည်းသားလာပြန်တယ်ကြည်စမ်းငါတော်ဆိုးပါလားတက်မှာဟာလားတဆူသာပို့နေလို့ဘုရားရှင်ငါတွေ့တဲ့တန်ကြည်စမ်း
ngã bối là ngã mất luôn này ngu lỗ bà mới gì ngã này không bị lưu mẹ rồi được khá là chưa bị được cài đi bà bị mới gì lỗ bà bị ăn đa đấy mà lưu bà này nào lưu ra là về mình được thế đây này lưu lông lại lá vậy nó mà lưu đó vậy nó chỉ là nhiều cái đồ ít ra đại bông bông này siêu liều là siêu này ra lưu này một đủ ngô lên vào biết sao vậy hồ đâu ngô lên này khá giờ đầu tụ xây cổ sống nhà chạy xa lại để ngã thì ấy từ năm nhiều cái đồ xây này cái đồ lỗ bà chỉ cái đồ ngã muối này ra cái lưu mẹ bà biết được cái đấy bồi dưỡng liều đồ thép khâu để bị đó thì àเลยตีมีဖြစ်ပါလိမ့်မယ်ဒါကြတဲ့ဖျောက်သွားပြီးတော့လှူလိုက်တယ်အောင်မြင်သွားတယ်အော်တယ်ကြောင်လက်သီးလက်မောင်းတန်းပြီးတော့ဇိတံမေငါအောင်ပြီတဲ့အော်တော့ဟောသလန်ကြီးကြားဟာဟိုဆင်းရဲသားကဘာအော်တာတော့ကွာခေါ်လိုက်စမ်းလို့ရောက်လာနင်းဘာတွေအော်တာဘာတွေအောင်တာငါတို့လိုဘယင်ကတော့သဘုံတွေဘာတွေထိုင်သွားစစ်တိုက်ရတယ်စစ်တိုက်လို့အောင်ရင်တော့အောင်တယ်အော်တာဟုတ်ပါတယ်မင်းကဘာတိုက်ရလို့ဟာအရှင်မင်းကြီးတို့တိုက်တယ်ဆိုတဲ့စစ်ပွဲကဗဟိတစစ်ပွဲပါဘာစစ်ပွဲဗဟိတစစ်ပွဲကနိုင်ဖို့လွယ်ပါတယ်ဗျာတဲ့ဆင်ရလဲကောင်းရင်လက်နဲ့လဲကောင်းရင်နိုင်ပါတယ်တဲ့ကျွန်တော်ပြောတဲ့အပွဲအစ္ဆဒတိုက်ဖို့ပါဗျာဘောဆက်ဆက်ကကျွန်တော်မျိုးကြီးလောဘနဲ့မစ္စရိယကကျွန်တော်မျိုးကိုနိုင်ပြီးတော့အာလောဘနဲ့တရားကအမြဲတမ်းရှုံးလို့ဘယ်တော့မှဒါနမပြုတ်ခဲ့လို့အခုကျွန်တော်မျိုးကမွဲငတ်နေတယ်ဒါကြောင့်ကျွန်တော်မျိုးဒီလင်မြတ်နေရာမှာတထဲထဲသာရှိတယ်အပေါ်ယုံအခုဖះလှူလိုက်ပြီလောဘနဲ့မစ္စရိယကိုနိုင်လို့စိတံမေငါနိုင်ပြီအောင်ပြီလို့အော်တာဆိုတော့လင်းကြည့်ယူသွားတယ်ဟာဟုတ်တာဗောဒီပေါ်ယုံတစ်ထည်ဆိုတာချမ်းသာတဲ့ပုဂ္ဂိုလ်များအတွက်ဘာမှပြောပါလို့တော့လည်းပဲမင်းအတွက်ပြောပါလို့တယ်ဒီကြည်ညိုသွားတယ်ဟုတ်ပြီမင်းကငါဆုချမယ်ဆိုပြီးတော့ဝိစုံတစုံဆုချရုပ်တရာဖရာရဲ့ဘေးနားမှာတင်တယ်အဲ့တော့သူကလည်းပဲတရားနိုင်သွားပြီလေအဲ့ဒီတစုံမရုပ်တော့သူမယူဖရာကိုပဲလူသည်ဟောဘယ်လိုလူလဲဖရာဝယ်လူတယ်အဲ့တော့ဘုရင်ရဲ့သဘောကျတော့နှစ်စုံပေးတယ်ဖရာပဲလူတယ်နောက်တော့၄စုံပေးဖရာပဲလူ၈စုံပေးတယ်ဖရာပဲလူတယ်16စုံပေးတယ်ဖရာပဲလူတယ်သူနိုင်သွားပြီလေလုံးဝမနှမျောတော့ဘူးနောက်ဆုံး32စုံထပ်ပေးတယ်နှစ်ဆတိုးပြီးတော့အဲ့ဒီခါကျသူစဉ်းစားတယ်ငါကတော့လောဘနဲ့မရှိအောင်ငါနိုင်လို့ငါတကယ်လှူညီလို့ကိုလှူတာဒါမှမဟုတ်ဘေးရပြေးတဲ့ကငါထင်မှာဒီဘုံတိုင်းအလကားပါဘယင်ကြီးကနှစ်ဆတိုးပေးမှန်းသိလို့ဒီကောင်ပေးတာလို့ငါအပြစ်တင်ပေးရလိမ့်မယ်ဒီတော့အခု32စုံကိုတော့အစုံ30ဘုရားနဲ့တန်ခါများလှူတယ်သူတို့နှစ်စုံကိုတော့သူတို့လည်းများတော့ခြံလိုက်ပါတယ်ဒါပဲအဲ့မှာခါတဲ့လေးဘယင်ကြီးကပိုးကြည့်ပြီးတော့ခါတဲ့တသိန်းတန်နဲ့ကပလာတစ်ထည်ကြီးလှူဒန်းပြန်တယ်အဲ့ဒါလည်းသူမယူပါဘူးမြတ်စွာဘုရားရဲ့ဒီတရားဟောတဲ့ပုံမှာမျက်နှာချက်သွားလှူပလိုက်တယ်ပုံတိုင်းယူဘင်းကြီးကလေးစားရင်ပေါ့ကဲဘယ်လောက်ရှိတယ်မင်းဟိုတော့ချီရောက်ချီးမြောက်မယ်ဆိုပြီးတော့လေတကားတဲ့လေးက4တောင်ဆင်းက4ကောင်မြင်းက4ကောင်ကျောင်းကြားက4ယောက်ကျွန်းမိမက4ယောက်တနည်းမယားက4ယောက်အခွန်ထွက်တော်ရာက4ရွာတဲ့4ခုနှစ်လီဘယ်နှမြောက်ဘယ်လောက်28မျိုးစုပေးလိုက်တယ်ချမ်းသာသွားအောင်လောအဲ့ခေတ်ကငွေ1000ဆိုတာနဲ့မဟုတ်ဘူးအများကြီးချမ်းသာသွားအထီးဖြစ်သွားတယ်ပေါ့အဲ့ဒီချိန်မှာယဟန်တွေအံ့ဩကြခြေသားတော့ရှင်များတို့ကြည်သမ်းမအောင်အံ့ဩကြကောင်းလိုက်တာဧကတာတကပုံနာကြည့်ပါအောင်ဗျာမြတ်စွာဘုရားကိုလေသူ့ရဲ့အပုံတည်းလူးနေချက်ချင်းချမ်းသာသွားတယ်ဒါနအံ့ဩကြကောင်းလိုက်တာလို့ပြောကြမြတ်စွာဘုရားရောက်လာတာဗာပြောကြတော့ဧကတာတကပုံနာအကြောင်းပြောကြပါတယ်ဗျာရှင်သားတို့ဧကတာတကပုံနာဟာအဲ့ဒါအယနဲသွားတာတဲ့ဘာဖြစ်သွားအယနဲသွားတာအကယ်၍သူဟာငါဘုရားစဟောစဉ်ကတည်းကမြင်ဥယျာဉ်တွေကသူ့ရဲ့ပေါ်ယုံဝတ်စုံကိုချွတ်လှူခဲ့မယ်ဆိုရင်တဲ့သူရမယ်ကောင်းကျိုးတွေက3ဆတက်ပြီးတော့ရမှာတဲ့နော်16ခုနှစ်လီယောဂီတို့ရေ132မျိုးသောစုသူရမယ်တဲ့မြင်ဥယျာဉ်မှာလှူနိုင်ရင်အကယ်မြင်ဥယျာဉ်မှာမလှူနိုင်လည်းမဟုတ်ဒါကောင်ရံကျမ်းမှာလှူမယ်ဆိုရင်လည်းပဲဒါ8ခုနှစ်လီ56မျိုးသောစုရအောင်ပါတဲ့အခုတော့သူ့မှာလောဘနဲ့မတရားကနိုင်ပြီးတော့မလှူနိုင်ဘဲနဲ့ဗါတဲ့ရှုံးပေးပြီးတော့မိုးလင်းကန်နီးမှာလှူတဲ့အတွက်ကြောင့်4ခုနှစ်လီ28မျိုးသောစုကိုရတာအဲ့ဒါ3ပုံ1ပုံ2ပုံနဲ့ပါတာတဲ့ဒါကြောင့်ရှင်သားတို့ရှင်သမီးတို့ဒါနပြုခြင်းရင်အလူခံလည်းတွေ့ပြီဟုတ်လားနောက်လူပဲဝတ္ထုလည်းရှိနေပြီလှူခြင်းနဲ့တရားလည်းရှိပြီတို့ချက်ချင်းလှူကြပါတယ်တို့ချက်ချင်းလှူတော်ပါဗျာတရားဩဝါဒလားဗုဒ္ဓရဲ့ဩဝါဒလားဗုဒ္ဓဩဝါဒရုပ်တာမြန်မြန်လှူတတ်တာအကောင်းဆုံးပဲတဲ့အဲ့ဒါဥစဉ်ရဲ့ကိုယ်လေးနဲ့ပြောပြမယ်နော်ဥစဉ်တို့မန်းလေးမှာဇာလင်နာဘောဝပေါ့အဲ့ဥစဉ်အတိတ်ကဒါနမရှိကိုသိတယ်ဒါနဥစဉ်မရှိဘူးဥစဉ်အခုလော
ထိုက်တယ်နေမယ်လေအောင်မြင်မှုရတယ်ဦးစင်းပိဿကမှာတအားကြိုးစားလို့မို့ပိဿကဒါနတော့ရှိနေပါရဲ့အတိတ်ကဒါနမရှိခဲ့တာသိကြတယ်ဘာလို့လဲဆိုတော့မန္တလေးမှာဦးစင်း၄နှစ်စာသင်ခဲ့တယ်ဝါဆိုသင်္ကန်းကထင်သင်္ကန်းတစုံမှမရဘူးဘာလို့မောလိုက်တယ်လဲဘယ်သူမှလည်းလုံးဝလုံးမရှိဘူးသင်္ကန်းတစုံမှ၄နှစ်နေခဲ့တယ်ဦးစင်းမေတော်ကြီးလူတဲ့သင်္ကန်းလေးနဲ့မျှအောင်ဝေးရတယ်တစုံနဲ့၄နှစ်ကိုနောက်စောကံထွက်တယ်ပေါ့စောကံတော်ပြည်သားများဘုဒ္ဓရာပြောပြမှာပေါ့မန္တလေးမှာစောကံကိုတော့၃မျိုးတဲ့ဗဒံမျိုးတဲ့၃မျိုးရှိတယ်အကောင်းဆုံးကိုတော့ကထိုင်ကိုတော့တဲ့မှတ်ခဲ့ဒုတိယအနေနဲ့ထိုင်ကိုတော့နဲ့ညံ့သွားတာကရက်ကိုတော့တဲ့နောက်ဆုံးအညံ့ဆုံးကိုတော့ဘုံလောင်းကိုတော့လို့၃မျိုးရှိတယ်စောကံကိုတော့ဒီအပြည့်တိုင်းမသိဘူးနဲ့ရှင်းပြမယ်အညံ့ဆုံးဘုံလောင်းကိုတော့ဆိုတာဒီလိုသူကလေဆုံးကံရင်ဖိတ်ပြီးမဲ့ဆရာသမားလည်းမရှိဘူးအသိမိတ်ဆွေရန်တန်ကတရားတော်မှမရှိတော့ဖိတ်ပြီးမဲ့အိမ်မရှိတော့အိမ်နေမကြွရဲဘူးပေါ့နောက်အိမ်နေတော့ရက်လည်းမရက်ရဲဘူးအဲ့တော့ဘုံလောင်းတိုးရတယ်မန္တလေးမြို့မှာဘုံလောင်းဆိုတာရှိတယ်တခြားဘယ်မြို့မှာမှမရှိဘူးဘာသာရေးမြို့တော်ကြီးကိုဘုံလောင်းဆိုတာဒီလိုတရားရှိတဲ့အိမ်များကမနက်၄နာရီကိုထားလို့သူကဇွဲကောင်းတယ်၄နာရီဆိုပြီးတော့ပြင်ပြီးအိမ်ရှိမှာဇပွဲအမြင့်တစ်လုံးချပြီးတော့ဝတ်တိုင်းတော့ဝတ်တိုင်းတအိုးပေါ့သူက၄-၅ပိတ်တာချက်ပလိုက်တာအိုးကြီးနဲ့ပြီးတော့ဆုံးအဒီမှာတအိုးပေါ့အိုးကြီးနဲ့ဒါအိုးကြီးတွေနဲ့တချို့လည်းဟင်း2မယ်3မယ်ပါတယ်အဲ့ဒါတင်ထားတာပဲကြိုက်တဲ့တန်ကကြွဥဒတန်ကလောင်းတယ်တဘာသာလုံးလောက်အောင်ပေါ့နော်အဲ့ဒါကိုဘုံလောင်းလို့ခေါ်တယ်ဘယ်လိုခေါ်တဲ့အေးဒီရပြည့်တယ်များမသိဘူးမှရှိတယ်အဲ့လိုတချို့ကတော့အဲ့ဘုံလောင်းတိုးရတယ်အားကြောင့်တို့တို့ဒီမှာစဒဘာဝစမ၄လုံးကြားဘူးတယ်မဟုတ်လားအဲ့ဒါမန်းလျက်ကိုတော့တွေကတော့အဓိပ္ပာယ်တစ်မျိုးဖွင့်တယ်စဆိုတာစောစောထားပါတဲ့ဒါဒုံပြေးပါတဲ့ဟုတ်လားနော်စဒဘာကဘုံလောင်းတိုးပါတယ်ဝအောင်စားပါစောစောထားဒုံပြေးဘုံလောင်းတိုးဝအောင်စားလောက်တဲ့ပဲရှိတာအမန္လိတန်ကတွေနီးပဲအဲ့တော့ရက်ကိုတော့ရောက်ပြီရက်ကိုတော့ကြတော့သူကအဲ့လိုကဘုံလောင်းသူကဟိုမြို့ထဲလည်းမကျွမ်းကျင်ဘူးပေါ့အဲ့တော့ဘုံလောင်းလည်းမတိုးတတ်ဘူးနောက်ဖိတ်မဲ့ကိုတော့လည်းမရှိဘူးအဲ့တော့သူကဘာလို့အိမ်နေလျှောက်ရက်ရချတယ်မျက်နှာငယ်နေပေါ့ဗျာအဲ့ရက်ကိုတော့လို့ခေါ်တယ်ရက်ကိုတော့များကိုအိမ်အများစုကဆွန်ရင်မလောင်းမို့တာဘုဒ္ဓနာမှတ်ပေါ့မလောင်းမို့ဆိုတာစေတနာမရှိလို့မဟုတ်ပါဘူးမလောင်းနိုင်ကြပါဘူးမန္တလေးမှာတန်ခါတအားများပါတယ်ဦးဇင်းတွေကလည်းမစိုးရင်တိုက်ဆိုရင်အဲ့ဒီတော့ဟိုသာသနာတန်ခါ900ကျော်ရှိတာအခု2000ကျော်ရှိတယ်နည်းတာမဟုတ်ဘူးမြို့နဲ့တန်ခါမမျှဘူးပေါ့ဒါကြောင့်တို့အိမ်မှာထန်ကိုတော့ဒီအပါ90တရားရှိတယ်အဲ့တော့ထန်ကိုတော့ကတော့အချမ်းသာဆုံးပဲသူ့ရဲ့ဟုတ်လားဆရာသမားဘုန်းကြီးတွေသုံးဖို့တရားဓမ္မတွေကအိမ်နဲ့တခါတည်းပြောပြီးတာဟာဒီကိုတော်လေးကဒါဘယ်မျိုးကအများတို့အိမ်ကိုဆုံးခံကြရမယ်နေ့စဉ်ကြွဆိုင်ပါဆိုတာအိမ်10ရင်15ရင်တော့ဆိုပြီးသွားပြီအဲထိုင်ကိုတော်လို့ခေါ်တယ်အဲ့ဒီမှာဦးစင်းကဘုံလောင်းဟောပေါ့ရက်ကိုတော်ထဲမှာပါတယ်ဦးစင်းကအသိမရှိဘူးဦးစင်းမရဗုဒ္ဓမြို့မှာမွေးတယ်တို့မရဗုဒ္ဓမြို့ပေါ်တာမွေးတယ်တောကြတယ်ဘယ်မှမတော်တာမသိဘူးဒါမှန်လေးအဲ့မစိုးရင်ကြတဲ့ရောက်တော့ဘယ်သူမှယဟန်အသိလူအသိမရှိဘူးအဲ့တော့ထုံးစံတိုင်းပေါ့တပိတ်လေးပတ်ပြီးတော့အဲ့စိမရက်ကွက်ထဲကြောက်ရက်တာပေါ့ဗျာရက်ကိုတော့ဆိုတော့ဆုံးတော့လောင်းပါတယ်ဟင်းရတော့သူတို့ထန်ကိုတော်တွေအတွက်ပို့မှလောင်းတယ်မပို့ရင်မလောင်းဘူးဒါကြောင့်အဲ့ဒီရက်ကွက်တပတ်ပြည့်သွားရင်တခါတည်းဦးစင်းဟင်းကွက်တော့မရပါဘူးအကြိုလေးတစ်ခုနဲ့ပြီးသွားတယ်အဲ့ဒါနဲ့ပုံပေးရအဲ့တခါတည်းပဲကြိုလေးတစ်ခွက်နဲ့ရှင်းရတဲ့နေဟာရုပ်တို့ခုဒီရစကားနဲ့ပြောနေရုပ်တို့ကထီပေါက်တဲ့နေပဲသိလားသိဝမ်းသာတဲ့နေဆိုရင်နှစ်ခွက်လောက်ရတယ်အဲ့တော့အဲ့လိုဆင်းရဲသွားတယ်ဦးစင်းနေရင်းနဲ့တည့်ရတော့မှတ်မိတယ်ရုပ်တို့မှတ်မိတယ်အခုရှိမှတ်မိတယ်ဟိုဧကသာတကလို့ဦးစင်းနဲ့ဆွန့်ဆွန့်လှူခဲ့ရတာကိုအဲ့နေကြတော့ဒကမာကြီးကဝါဝါကြီးမှတ်မိတယ်သူတို့အိမ်ကမီးသွေးတွေရောင်းတယ်အဲ့တော့ဒကမာကြီးကတခါတည်းဆွန်းလောင်းပြီးတော့အရှင်ဘုရားတော့ဆွန်းခွက်ကြီးကြီးပေးပါတဲ့မြန်မြန်လောင်းနေလို့ပေါ့ဒါအကြီးဆုံးခွက်ပေးလိုက်တယ်သူယူသွားတယ်ယူပြီးတော့ဒကမာကြီးကဒါဟင်းခွက်ထဲကိုဟင်းတွေအပြည့်ထည့်ပြီးတော့ဖုံးမဖုံးဘူးအဖုံးလေးဖွင့်ပြီးတော့ယူလာတယ်ဘာကြောင့်လဲဆိုရင်သူလောင်းတဲ့ဟင်းကဝတ်သားဟင်းမှန်သိအောင်လို့တကယ်လို့ရှင်ဟင်းဆိုရင်တော့မိဖို့ကြောင့်လည်းခါတည်းဖုံးတယ်ဝတ်သားဟင်းဆိုတော့ဖုံးယူလာဒီမှာကြည့်ပေါ့နော်ပုံစံကတော့ဝတ်သားဟင်းမှာဖျားလို့ပြတဲ့သဘောပုံနဲ့ပိုးဝမ်းတာတော့အစိုးရသိရတယ်အဲရုပ်တုံးနဲ့ပြောလိုက်တာဒီလားမချက်ပါဘူးနှစ်နှစ်ရှိပြီဆုံးခံတာဝတ်သားဟင်းဒီတစ်ခါပဲရတယ်ဒီလားနှစ်နှစ်ရှိပြီဒီခါဝတ်သားဟင်းတစ်ခွက်ရဘူးတဲ့အဲ့ဒီမှာရှင်ဟင်းတစ်ခွက်နဲ့ဘဲဘုတစ်ခွက်ဆိုတော့ဟာအကောင်းဆုံးတွေယောဂီတို့ကြောင်းပြန်လာလေး6တောင်းနဲ့မြေကြီးနဲ့ထိတယ်ပြောလိုက်တာဒီလားပြန်ခါလာကောင်းကောင်းဖုံးပေးရတယ်မပေါ့လေခွမ်းသာအရာနဲ့ကြောင်းရောက်တော့ယောဂီတို့ဦးဇင်းတို့ဒီလက်လာပါနေတဲ့ပုဂ္ဂိုလ်များအားငယ်တယ်ဒါကြောင့်တခြားကိုယ်တော်တွေနဲ့ရောမစားရဘူးအားငယ်တယ်တခြားကိုယ်တော်တွေဟင်းခွက်တွေအများကြီးကိုဟင်းခွက်တစ်ခွက်လောက်ဆိုတော့လေမစားရဘူးဒီတော့တပားတဲ့စားတယ်သဘောလေးပြင်ပေါ့ဟင်းခွက်လေး3ခွက်ချလက်လေးစိတ်ရုပ်လို့စားမယ်လေလို့ဟောအလူခံလာအောင်မှတ်မိတယ်ဒီကိုယ်တော်လေ तू ကကရင်ကိုယ်တော်
သူကလန့်ပြောတယ်သူကဘုံလောင်းကိုတော့ဘုဒ္ဓဝနာတဲ့ဟိုငပိကြိုလေးဗာလေးများရှိနေနေမျှပါဗျာယူဒီနေ့ဘုံလောင်းကပဲပြုတ်တစ်ခွက်ပဲရတယ်တဲ့ဘုံလောင်းကတခြားအတိုင်းမပါဘူးပဲပြုတ်ကလည်းဗျာသူတို့မေ့သလားမသိဘူးတဲ့စီနဲ့စားမပါဘူးဒီတိုင်းလောင်းတယ်ဒကမရမလုပ်ကြနဲ့နော်စီနဲ့စားမ်းပါဘူးဗျာယူမျိုးချလို့မရဘူးယူသိတနာသွားတယ်ပေါ့နော်ကြီးလည်းကြီးရွာတယ်သူကဥဒ္ဓမတင်နဲ့ဆာချတဲ့ဥဒ္ဓနဲ့တော့ပထမကြီးတဲ့ရှိတယ်လူကျင်လိုက်တာသိလားငပိကျော်လည်းဥဒ္ဓနဲ့မရှိတော့ဘူးဥဒ္ဓမှာ3ခွက်ရှိတယ်ဥဒ္ဓမှာဘယ်နှခွက်တော့3ခွက်ရှိကိုယ်စိတ်ကိုမေ့ကြည့်တာပေါ့လှူဖို့အတွက်ဒါတို့တော့ဟိုဒီမှာပြောတာကြားတာဟိုမှာရောခဏလေးမေးရတာပေါ့ဟေးမောင်တော်နာဟိုမှာဥဒ္ဓမသိနာကဟင်းအလှခံနေပြီမင်းဟင်းခွက်3ခွက်ထဲကအကောင်းဆုံးဝတ်သားဟင်းလေးမလှူနိုင်ဘူးလားကိုကိုမေးကြည့်စိတ်ထဲဖြေတယ်မလှူနိုင်ဘူးတဲ့ကြီးညိုစရာမလှူနိုင်ဘူးတဲ့ပြီးတော့ပြန်ဆုံးပါတယ်ကိုကိုပေါ့တရားဟောတယ်ဘောကျင်းပါတယ်ကိုကိုဟောတယ်တရားမောင်တော်နာမဟုတ်သေးဘူးမင်းအဲ့ဒီလို2မျိုးစိနေကြလို့ကိုမင်းငတ်နေတာကိုဆိုနောင်ဆုံးပါတယ်ကျေသာမင်း2နှစ်ရှိမှန်းတရောက်တာမင်းကျေသာဟင်းခွက်အခုမှ3ခွက်ရဘူးတဲ့အဲ့ဒါမင်းဒါနမရှိခဲ့လို့လောဘနဲ့မစ္စရိယတရားနဲ့အာလောဘတိုက်တဲ့ခါမှာမင်းဟာလောဘနဲ့မစ္စရိယအမြဲတမ်းနိုင်တဲ့ဒါနမရှိခဲ့ဒါကြောင့်မင်းမွေးနေငတ်နေတာအဲ့တော့မင်းလှူလိုက်ဆိုတော့ယောဂီတို့အဲ့မှာစိတ်ကလည်းတရားပြန်တက်သွားတယ်ဟုတ်တယ်လှူမယ်ဆုံးဖြတ်ပြီးတော့ဦးဇင်းအဲ့ဟင်းကလုံးဝမစားပါဘူးအဲ့ဘောတိုင်းတစ်ခွက်လုံးလှူလိုက်တယ်ယောဂီတို့ရှိတဲ့ပုဂ္ဂိုလ်အတွက်ချမ်းသာတဲ့ပုဂ္ဂိုလ်အတွက်ဒီဘောတိုင်းတစ်ခွက်ဘာမှပြောပါတော့ဘူးဦးဇင်းတို့ပြောပါတော့တယ်နှစ်နှစ်မှဒီတစ်ခွက်ရဘူးလားဦးဇင်းတို့ကြီးကြီးမားမားစွန့်စားခိုင်းရဟုတ်လားဟုတ်တယ်တကယ်ဝမ်းသာတာလှူပြီးတော့လေဘဝဆက်ဆက်ကကိုယ်နိုင်တဲ့လောဘကိုပြန်နိုင်သွားပြီလေပြီးတိပြလိုက်တာဆုံးလဲမိန်တယ်ဆိုတော့ချင်းနဲ့သားတော့မိန်တာပဲယောဂီတို့မှတ်လိုက်ကိုပြောအောင်မယ်ကုသိုလ်လို့အကုသိုလ်လို့စေရနာဇော9ချက်ဇောတယ်ဘယ်နှချက်မှတ်သွားကြသိချမှတ်တာသိချရှင်းပြအကုသိုလ်လည်းဒီတိုင်းပဲအကုသိုလ်ရဲ့ပထမဇောတတမဇောအကျိုးပြုညာမနှဖြစ်ကုသိုလ်လို့အကုသိုလ်လို့ဇောစေရနာ9ချက်ဆိုရခုဦးဇင်းဆိုကြပါစို့ तू ကအလူခံနေဦးဇင်းကလှူလိုက်တယ်ပေါ့အဲ့ဒီမှာစေရနာဇောပေါင်းအများကြီးဖြစ်သွားတယ်အဲ့ဒီတစ်ချိန်ပြည့်စေရနာဇောပေါင်း9လုံးပါတယ်စိတ်စင်လေးတွေပေါ့အဲ့ဒီဇောစေတနာ9လုံးမှာပထမဇောစေတနာကဒီဘဝမှာကောင်းကျိုးပေးတယ်မှတ်ခဲ့တယ်။ဒါကြောင့်ဒါနပြုတဲ့အခါမှာယောဂီတွေစိတ်စေတနာအားကောင်းရင်ဒီဘဝမှာလည်းကောင်းကျိုးပေးတတ်ပါတယ်။ဒီဘဝမှာကောင်းကျိုးမပေးလို့ရှိရင်တဲ့တတ္တမဇောစေတနာကဒုတိယဘဝမှာသွားပြီးတော့ကောင်းကျိုးပေးတယ်။အလယ်ဇော5ချက်စေတနာကတတိယဘဝကစပြီးတော့အလှရှင်ပုဂ္ဂိုလ်များယဟန္တာမဖြစ်မချင်းနိဗ္ဗာန်မရောက်မချင်းလက်ပြီးတော့ကောင်းကျိုးပေးတယ်ဗျာ။အဲ့ဒါမှတ်ထားကြ။ဒါကြောင့်ယောဂီတို့ဒီခေတ်ကယောဂီတို့ခက်တယ်နော်။အခုဦးဇင်းအခုလို့တို့အဲ့လိုလည်းလှူလိုက်ရောပထမဇောကလေနောက်နေ့ကစားကောင်းကျိုးပေးရောဘာဖြစ်တယ်မှတ်တော့ခါတဲ့ဦးဇင်းဒီအနေဒီကြွနေကြပဲဘယ်အိမ်မှာဦးဇင်းကိုထန်ကိုတော့မပင်ဘူးတော့ဒီတိုင်းပဲရက်ကိုတော့လေးပဲသူတို့ရှိတယ်လေလောင်းတာအဲ့ဒီကိုတော့ကိုဝဒဟင်းလဲလှူပြီးနောက်နေ့ကစားယောဂီတို့တရက်ကွယ်လုံးဦးဇင်းထန်ကိုတော့ပင်မဖိတ်ရဘူးရှင်ဗျာဒီနေ့ကစားပြီးတော့ရွတို့အိမ်ကိုထန်ကိုတော့ပြည့်ကြွပါဗျာထန်ကိုတော့ပြောမှတ်လိုက်စာကျုံးနဲ့ဆုံးခံတဲ့ကိုတော့လို့မှတ်ပါထန်ကိုတော့ဆိုတာပါတယ်စာကျုံးနဲ့ဆုံးတယ်ရုပ်ဆန်းကိုတော့လက်ခံလို့ချင်းသူတို့ကလေဆုံးဟင်းအောင်မလောင်းမနေရအောင်မလောင်းရဖမ်းခံမှာဟုတ်လားရောက်ပြီတော့အဲ့ဒီဘောမျိုးပဲထန်ကိုတော့ဆိုတာဒါကြောင့်သူတို့ကတော့ထန်ကိုတော့ကိုလက်မခံဘူးခုသူတို့ကိုယ်တိုင်ပြင်တာအဲ့နေရာကဦးစင်းဟာရောက်ပြီတော့မစိုးရင်ရှင်သေးဝလိလို့နာမည်ကြီးသွားတယ်ဆုံးခွက်တွေတအားရတာခွက်အစိတ်30နောက်တော့ဦးစင်းကတန်ခါ4ပါးသာကြည့်လို့ရတယ်ကြီးစံရောက်ပြီတော့အဲ့ဒါပထမဇောစေရနာဘာစေရနာပထမဇောစေရနာဒါကြောင့်ယောဂီတို့မှားခြင်းပါတယ်ဘေးကတကာဓမ္မတွေဒီဘက်ကယောဂီတို့ဒါနသိအာမကိုဘာအားကိုလဲဆိုချဲအားကိုတယ်နှလုံးအားကိုတယ်ဟုတ်လားအမျိုးသမီးတွေအဆိုးဆုံးပဲဒါအမျိုးသမီးတွေကိုတတိပေးပါမယ်အမျိုးသမီးများကိုဟိုတခါတယောက်ကပြောတယ်ဆရာတော်တဲ့ဒီနှလုံးထီဆိုတာတဲ့မိမဖဲလို့ခေါ်တယ်ဟုတ်လားမိမရဲ့ကစားတဲ့ဖဲပဲဟိုယောက်ျားတွေကစားတော့အပွင့်နေတယ်ပေါ့အခုနှလုံးကမိမတွေကစားဆုံးပဲကစားတော့ဘာဖြစ်လဲတဲ့ကစားတော့သာသနာပါပြည့်တယ်ဗျာကစားတော့ဘာဖြစ်တယ်အရှင်ကဘာသာတို့ဆိုင်နေဘုရားတို့ယဟန်တွေကယောဂီတို့ပရပရိပတ်တာတခါတခါမှမှီပြီးတော့သာသနာပြုရတာဒါကြောင့်ဆရာတော်ကမိန့်တာပေါ့အေးမှတ်တာဟဲ့တဲ့နိုင်ငံတစ်ခုဆုံးရည်ကွန်ရေးနော်အစားတောက်တွေရှားပါပြီဆိုရင်တဲ့ပထမဆုံးငတ်မှာကတော့ဘုန်းကြီးနဲ့ခွေးပဲဟာယောဂီတို့တို့ဘုန်းကြီးရောခွေးရောတခါတခါမှလူမမိရဘူးလားတို့မိရတာတခါတခါမှမွဲဘုန်းကြီးမွဲသွားတာပဲဒီတခါတခါမှလှူဒန်းသာသနာပြုရတာကိုရန်ကုန်မှာဝမ်းနေတာပြောပြမယ်သာသနာတခုကိုပိတ်လိုက်တယ်သူတို့ဆက်မလုပ်ဖြစ်တော့ဟာဘာလို့ပိတ်တာလဲဆိုတော့ရှင်ဗျာတဲ့ဒကမတွေကဆုံးလောင်းဖို့တဲ့နှလုံးထိုးဖို့ပဲအဓိကထားကြတယ်တဲ့အဲ့ဒါဈေးဝယ်သွားရင်ဈေးမဝယ်ခင်နှလုံးသွားထိုးကြတယ်တဲ့လွယ်လဲလွယ်သွားရောအဲ့ဒါဈေးလဲမဝယ်တော့ချက်လဲမချက်တော့ဘုန်းကြီးလည်းမလောင်းတော့ဘုန်းကြီးကငတ်ရောဒါကြရောကူးဆက်သွားတာနော်
အဲ့တော့သာသနာကွဲတယ်မကောင်းဘူးဒါကြောင့်နှလုံးသွင်းလုံးဝမလုံးနဲ့ဥဒ္ဒနာအားမပေးဘူးအားပေးဆိုတာသာသနာပြည့်တယ်လို့ပါနောက်ဆုံးနိုင်ငံလည်းပြည့်တယ်ဘာလည်းပြည့်တယ်စိတ်ကိုကြီးမဟုတ်နားထောင်ပြောအောင်မယ်လူငယ်များဟိုအကျက်ဖတ်ခြင်းစာအုပ်ညွှန်းလိုက်မယ်ပါတကူဘာသာပြန်နဲ့ရေးတာတော့မော်ဒီကောလေးဖြစ်လိမ့်မယ်အင်္ဂလိပ်လူမျိုးရေးတာပါတကူဘာသာပြန်တာစာအုပ်နာမည်ကတီဘောရဲ့မဟေတီတဲ့အခုဘယ်ထဲမှာအဲ့စာအုပ်တွေ့တယ်ဝယ်ဖတ်ကြည့်သိကောင်းတယ်တီဘောရဲ့မဟေတီတဲ့စာအုပ်နာမည်ဆိုပြလိုက်ကြအောင်အဲ့ဒီမှာထီချောင်းပါလာတယ်ဝမ်းနေစရာလည်းနားထောင်ထီဟာတီဘောမဲ့လက်ထက်ကစတယ်မြန်မာထီပဲကစတီဘောလက်ထက်ကစတယ်အဲ့တော့အရင်တော့ဘယ်ရင်းမှထီမလို့လောင်းကလာရုပ်တော့ဘယ်သူမှအားမပေးဘူးတီဘောရဲ့ဘာလို့ထီလောက်လဲဆိုတော့ရုပ်တော့ तू ကဘာမှအရေးကြီးမရှိပဲနဲ့သူများတွေလိုမင်းဖြစ်တဲ့ပုဂ္ဂိုလ်ကိုဒီတော့အခွန်တွေဘာတွေကလည်းကောင်းကောင်းမရသူများတွေလည်းအသုံးပြုံးကလည်းကြီးတော့ဘာနာငွေတွေကရော့နေတာပေါ့ပြည့်တယ်မရှိဘူးဒါနဲ့ပဲအောင်ပါလေထီတဲ့သူစားလိုက်တာထီလို့ရောအဲ့တော့ယောဂီတို့ तू ကတော့ထီကို2မျိုးတောင်ခွဲတယ်ဆင်းရဲသားထီနဲ့လူချမ်းသာထီဆိုပြီးတော့ဆင်းရဲသားထီကတော့ဘယ်လိုတမှုတပည့်ရစာထိုးလို့ရတယ်လူချမ်းသာထီကတော့9ချက်ကစာထိုးရတယ်ယောဂီရတာတော့အများကြီးရတာပေါ့နော် तू ကအဲ့ဒီထီပေါက်လို့ရှိရင်လည်းခါတဲ့ तू ကငွေတုပ်ကြီးတွေကိုဆင်မော်တင်းပေါက်တဲ့လူပါတင်ပြီးတော့တထေးကြီးဆိုခါတဲ့မျိုးတဲ့လှည့်တာဆိုလို့ तू သိစိတ်ဝင်လာတာပေါ့ယောဂီတို့မှတ်လိုက်ကြသူတို့ကိုပုထုဇဉ်မှန်သမျှဟာလောဘသမားကြီးပဲအချောင်သမားကြီးပဲအဲ့ဒါကိုအားမပေးရအောင်အားပေးနိုင်ငံပြက်တာအခုဒီပင်အားပေးတာအဲ့ဒီခါယောဂီတို့ယူလေးရလေအလုံးမလုံးတော့ဘူးထီးကြီးထိုးကြတော့တာပဲမန္တလေးတစ်မျိုးလုံးနောက်ဆုံးဟိုးနေရလေသမားရာသမားတွေလည်းလေရမလို့တော့ပြစ်ထားပြီးတော့ထီးပဲလာထိုးကြတစ်မျိုးလုံးတို့တို့စဉ်းစားကြည့်လေအလုံးမလုံးရင်နိုင်ငံဒုက္ခမရောက်ဘူးလားရောက်တယ်ယောဂီတို့ထီးတွေအလုံးမလုံးအောင်လုပ်တာတွေနိုင်ငံပြက်မှာအခုကြည့်နောက်ဆုံးတော့ဆိုကြပါစို့ယောဂီတို့အဲ့နိုင်ငံပြက်တာပဲထိတ်မနိုင်ထိတ်သိမ့်မြဖြစ်ရောလူတွေအလုံးမလုံးကြတော့ဘူးလေဒီပဲထိုးခါတယ်မရရင်ခိုးကြဝက်ကြတိုက်ကြခိုက်ကြတဲ့ခါတယ်တဏ္ဍာငန်းတို့စူပွက်ကုန်လေအဲ့တမှာပိတ်လိုက်ရတယ်ဒါထီးရစားအခုယောဂီနှလုံးသွင်းလို့ခုဒုက္ခပိတ်နေမှာပြီညာပြက်လိမ့်မယ်ယောဂီတို့ဟောတာဆက်အားမပေးကြနဲ့မလုံးကြနဲ့အဲ့တော့ပြောအောင်အဲ့မှာဝမ်းနေတယ်လေးပါတယ်အဲ့မှာလင်မြန်းညောက်ကအဲ့လိုပေါ့အလုံးမလုံးဘဲနဲ့ထီးပဲထိုးကြတော့ဒီနေ့တနေ့ထိုးပြီးသူတို့ကုန်ပြီတဲ့သူတို့ဘဝပြက်ပြီပေါ့ဒါမရဖြစ်သူကပြောတယ်ပြောကြအောင်ဒီနေ့ထီးုံကျမမလိုက်ရဲတော့ဘူးတဲ့ဒီကနေ့ဒါမှပေါက်ရင်ကျမတို့ကခွေးဖြစ်ပြီပေါ့အဲ့တော့ရှင်မဲသွားထိုးတဲ့ကျမအိမ်မောကနေလှမ်းကြည့်မယ်တဲ့သူလိုက်မသွားရကြောက်လို့မို့ရင်မဆိုင်ရတော့ဘူးပေါ့ဒီခါရှုံးရင်ကုန်ပြီလေအဲ့ဒါကျမညအိမ်မက်မက်တဲ့ခွန်ကနန်းထွက်လိမ့်မယ်အဲ့ဒါရင်ခွန်ထိုးပါပေါ့အဲ့ယောက်ျားရှိလိမ့်မယ်ပုံပြီးတော့သွားမိမအိမ်မောလှမ်းကြည့်ပေါ့ကံကောင်းရင်အဲ့ဒါကိုမှားလိုက်သေးတယ်တကယ်လို့ရှင်ထီပေါက်လို့ရှိရင်ညာဘက်ဘောက်ကထွက်ခဲ့မပေါက်ရင်ဘယ်ဘက်ဘောက်ကထွက်ခဲ့ဒါကျမအဝေးရလမ်းသိရတယ်ကိုကြိုးပြီးတော့အဲ့ဒါပြည့်ချင်းတော့ယောဂီတို့အဲ့ဒါခွန်ကနန်းတကယ်ထွက်တော့သူတို့အများကြီးရတော့ငွေတွေပေါ့ယောက်ျားကဝမ်းသာအားရတခါတယ်ပြေးထွက်တာယောဂီအပေါက်မှားသွားအောင်ဟုတ်လားဟိုမပေါက်ဘူးဆိုတဲ့ဘက်ကထွက်လာတာပေါ့မိမကလှမ်းကြည့်မိမဝမ်းနေသွားဟာသွားပြီပေါ့ငါတို့ဘဝတော့ပြက်ပြီဆိုတဲ့ငိုပြီးတော့အိမ်မှာတက်ပြေးသွားယောက်ျားတော့ခါတဲ့ဝမ်းသာရပြေးတာဒုံဆိုင်ပြီးတော့ပေါ့အိမ်နဲ့တော်တော်လှမ်းပါလိမ့်မယ်အိမ်ရောက်တော့မိမနာမည်ရှင်းမခေါ်အတန်မကြောက်နောက်အိမ်မော်တက်ယောဂီတို့အိမ်မော်တက်လည်းကြီးလိုက်ရောမိမကကျိုးဆွဲချသေးနေကျင်းယောဂီတို့ဘယ်လောက်ဖြစ်ဆိုးလဲအဲ့ဒါအရှင်ဘုရားရဲ့ဒါကဒီဘုံလက်ထက်ကကြာပါပြီယောဂီတို့အခု2ပတ်လောက်ရှိသေးတယ်ပြောမယ်ရန်ကုန်မှာ2ပတ်လောက်ရှိသေးတယ်ဆရာဝန်ဝဲရအရာရှိကြီးအဲ့ဒါယောဂီတို့ဒီတိုင်းနှလုံးသွင်းလို့ရပြီးတော့နောက်ဆိုကြပါငွေတွေရှုံးပြီးတော့လေအဲ့ဒီသူတို့ဆေးရုံကြီးဝန်ထမ်းမှာသူပြုတ်သွားတယ်နောက်ဆုံးသူဆိုကြပါစို့ပြုတ်တာလည်းပုံစံကြည့်တာနေစရာအိမ်မရှိလောက်အောင်ပြုတ်ဟန်တူပါတယ်နှလုံးသွင်းလို့ဒုက္ခပေးလိုက်တာအဲ့ဒါညတကောင်ကြတော့ပထမသူလက်ကောက်ဝက်အကျိုးဖြတ်ပြီးတော့သူ့ကိုသူတက်တယ်လက်ကောက်ကသွေးကြောဖြတ်တာပေါ့အဲ့တော့ဘေးကလူတွေမြင်တော့ဝိုင်းပြီးတော့လှုပ်လို့သူမသေးလိုက်ဘူးရောသူကယောဂီတို့ဒီစိတ်ကဘယ်လိုဆင်းရဲသွားပြီပေါ့ဒီသူရှုံးတဲ့ဟာတွေပြန်တွေးပြီးတော့ဒါညတကောင်ကြတော့သူအိမ်သာတက်မယ်သူဆင်းလာပြီးတော့အိမ်သာတက်ကြတော့သူကဆရာဝန်ကိုသူ့လေပင်ကိုထုံစစ်တုတ်တယ်ပြီးတော့သူတို့ဓာတ်နဲ့လှိပလိုက်တာအကုန်ပြတ်သွားတယ်ပြက်လူနီးပါးပါပဲအရေးပဲကျန်တယ်အိမ်လုံးမသိပါဘူးမနဲ့မိုးလေးတော့ခါတဲ့အိမ်သာတစ်ခုနဲ့သွေးတွေကိုကျွဲလို့အောက်မှာသွေးတွေကုန်စီးကြတယ်ကွယ်လို့ရရင်အဲ့ကြမှာဖွင့်ကြည့်တော့သေးနေပြီအဲ့ဒါ2ပတ်လောက်ရှိရန်ကုန်မှာဒီလိုယောဂီတို့ဒီဆိုးတွေဟာဒီဘဝမှာလက်ထက်ကဖြစ်ကြအခုလည်းဖြစ်နေပြီနော်တန်ကြောင်ဦးစင်းမြစ်တာအပြည့်နဲ့ပြောပြရစီဦးစင်းတို့ဟာဘာသာရေးခေါင်းဆောင်ပါလိမ့်တို့တော့ခေါင်းမရှောင်ပါဘူးတရားဓမ္မကိုဆုံးမဖို့ယဟန်ဝင်နေတာဟောတရားဓမ္မပစ္စည်းလေးပါခံယူတာဒါတွေဆုံးမဖို့ရုပ်တော်ဒီမှာဆရာလို့မခေါ်ဘူးလားအေးရုပ်တော်ဆုံးမလို့ဆရာလို့ခေါ်တာမဆုံးမရင်တော့ဆရာမဟုတ်ဘူးပေါ့ဒါကြောင့်ဆုံးမပါတယ်ယောဂီတို့ဒါလိုက်နာကြပါနောက်ပြီးတော့စဉ်းစားယောဂီတို့ဒီအလုပ်တွေဟာလေ
ကိုဗုဒ္ဓဘာသာချင်းငွေတွေပြန်ကလင်ကတိယူကြတာဘာလို့မှလဲအလုံးမလို့ခနဲ့လုံးဝငွေမလို့ချင်ပါနဲ့နော်အလကားနည်းနဲ့အဲ့လိုထီချဲတွေထိုးလို့ရမယ်ရုပ်တို့သိမ့်တရားထက်ကိုချိုးနေတာနဲ့ရမယ်1000လူတန်းမှာတန်ဖို့ပူရှိပါတယ်အကျိုးပို့ပြီးတော့ပေးပါတယ်အဲ့ဒါတွေလုံးဝမလုပ်စေချင်ပါဘူးဦးဇင်းတို့ကတွေ့တာတွေလည်းအများကြီးတွေ့နေရပါတယ်ဒါတော့ဦးဇင်းယောဂီတို့ကဘာဖြစ်လဲဆိုတော့အာကိုမှားတာပေါ့ဘာမှားတာတကယ်အာကိုမှာကဒါနထီတဲ့တကယ်အာကိုမှာပါလေဒါနယောဂီတို့ကအခုချဲဒီနှလုံးတွေတော့အာကိုတာမှားတာပေါ့အင်မတန်မှားယောဂီတို့အင်မတန်မှားပဲသူတို့မှားပေါ်လည်းအင်မတန်ဆိုးပါတယ်ဟိုလူတွေကလည်းအခုယောဂီတို့ဘာလဲဆိုတော့ဘာဖြစ်ဖြစ်ပေါ့နော်အတိတ်ကောင်းရင်ဒီချဲပဲကောက်တာပဲအဲ့ဒါတခါဦးစင်းတပည့်တရားဟိုရန်ကုန်နဲ့စာအုပ်သွားဝယ်တော့အဲ့ဒါဒကမတယောက်ကအတိတ်စိမ့်မေးတယ်တပည့်တော်ညာကဘုန်းကြီးတို့မှအိမ်မက်မက်တယ်တဲ့ဘာကနန်းကောက်ရမတော့တဲ့ဟာကျတို့ဒါကြီးမလုပ်ဘူးကျတို့ကျန်ဒါကြီးဝါသနာပေါင်းမကောက်တတ်ဘူးဆိုတော့အောင်မယ်စာအုပ်ဆိုင်ဒကမကောက်ပြီတယ်ပြဿနာမှာလည်းဗာမက်တယ်ဘုန်းကြီးတို့မှမက်တယ်လွယ်လွယ်လေးတဲ့ဘုန်းကြီးဆိုတော့ဂရုံးတဲ့ဂရုံးဆိုတော့3ညကောက်တယ်ကောင်းတယ်ဗျာကျင်းတဲ့ရောက်ဘုန်းကြီးတော်လေးစားတယ်နော်ဒီတော့ယောဂီအဲ့လိုဖြစ်ကုန်ပြီရဟန်းတန်ဃာတို့ယောဂီတို့ကနန်းကောက်ဖို့ပဲယောဂီတို့ကဘာမှခါတဲ့စိတ်ကူးတယ်မရှိတော့ဘူးဟုတ်ကဲ့မေးရဲ့ဘက်ကဟောလိုက်တယ်ရန်ကုန်မှာခုနာမည်ကြီးဆရာတော်တစ်ပါးရှိရဲ့ယောဂီတို့သာသနာပြုတဲ့ဗါတယ်တို့သာသနာပြုမှသာသနာဖြစ်တာတော့ကနန်းပေးတယ်လေလူတွေတအားစီတာအဲ့ညံနဲ့ဆိုရင်ဟိုစပယ်ရတွေကပြောတယ်အဲ့ဘုန်းကြီးကျောင်းနဲ့ဆိုရင်လေစီးပွားရေးမှတ်တိုင်ဘာမှလည်းစီးပွားရေးမှတ်ရုပ်တကယ်ပဲအမှရိုးနဲ့လူတွေကကနန်းအဲ့ဘုန်းကြီးလုံးသုံးယောက်ကနန်းကောက်ကြတာဘုန်းကြီးတို့ကျမ်းမာဆိုလည်းပြတယ်ဦးအံ့ဩတယ်တခါလေဘုန်းကြီးတို့စိတ်နဲ့ဆိုယူခွင့်ပြတယ်အဲဒါဆိုကောက်ချင်တာကောက်ပါနော်ဘုဒ္ဓဓမ္မဖြစ်တင်တာတွေပေါ့ကြောက်စရာကြီးပါတခါရုပ်တော့သူယောဂီတွေထကားခိုင်းတယ်အဲကနန်းကောက်ကြပေါ့တခါတော့ယောဂီတွေဘုန်းကြီးလို့ပေါ့လူတွေလည်းပြည့်ရောအပူသောကနန်းပေးအောင်လူတွေကြားတွေကထွက်လာတာလူကြားထဲမှာသိမှန်ကြွကြအောင်ကောင်းတယ်ရုပ်တင်ကန်းချောနေတာကိုအဲယောဂီတို့ပြည့်တဲ့တွေကကနန်းပြီးဝိုင်းကောက်ကြရုပ်ကနန်းနေဘာမြင်နေမသူ3ည1 3ညပတ်လေရိုက်ရတယ်သိလားဒီလုံးမှလည်းပါပါအောင်တော့ကွဲကြတာပါပဲအယောဂီတို့ပြကဘာနဲ့ဒီလိုပဲပေါ့နော်ဘုန်းကြီးတွေ့ရင်ကနန်းကောက်ဖို့ပဲယောဂီတို့မဟုတ်လားပု္ပ္ပာတွေမေးဖို့လားလူဖို့တောင်းစိတ်တွေမရှိတော့ဘူးသာသနာယောဂီများကြီးမှတ်လိုက်ပါသာသနာဟာယောဂီတို့ဒကာဒကမလက်ထဲမှာရှိတယ်ဘယ်မှာရှိဒါပဲယောဂီတို့ဦးဇင်းတို့ကဓမ္မတရားနဲ့ပဲသာသနာချင်းမလို့ရတာစံသင်္ကန်းကြောင်းစီဦးဇင်းတို့မှာဘာမှမရှိဘူးဒကာဓမ္မတွေကိုကိုကြီးပွားရေးကိုစီးပွားရေးရှိမှသာသနာကိုပြည်စည်းပေးမှချင်းမြောက်နိုင်မှာဒါကြောင့်လောင်းသားလို့ကိုလုံးဝမလုပ်ကြပါနဲ့ဒါဦးဇင်းကဟိုလက်တွေကြပြီးတော့ဆုံးမခြင်းဖြစ်ပါတယ်ဒါဆိုယောဂီတို့ဟိုပြောမယ်ဆိုရောအများကြီးကြံပါတယ်ဒါနရဲ့ကောင်းကျိုးပြီးအများကြီးပါနမူနာတစ်ခုလောက်ပြောနေကုန်ချုပ်ကြဆိုအချိန်လဲစေးပါအဲ့ဒါကလည်းပထမဇောစေရနာဘာဇောတဲ့ပထမဇောစေရနာမြကြီးနာမြို့ဦးဇင်းရဲ့တငယ်မိတ်ဆွေပေါ့တချို့လည်းစာအုပ်ခိုင်းသိလိမ့်မယ်ဓမ္မရန်တိဓမ္မရဏမှာအမြဲတမ်းရေးတယ်ပန်းတကကိုတင်မြင့်ဆိုတဲ့စာရေးဆရာသူကမြကြီးနာမှာဟိုအချုပ်ပြီးတော့ဆက်ချုပ်တယ်လင်းများနဲ့အိမ်ငားလေးနဲ့နေကြတယ်နောက်တော့ခါလဲဟိုအတော်အစားကစားမရှိဘဲနဲ့ကြိုးစားရတော့စိတ်ကတက်လာတယ်နောက်နှုတ်စီတွေပါတွေဖြန့်ဝေနိုင်တယ်နောက်စာအုပ်တွေပါဖြန့်ချိတယ်စီးပွားတက်တဲ့နောက်ဆုံးကြပါဆိုကိုယ်ပိုင်တိုက်နဲ့ကိုယ်ပိုင်ချန်ဝဲမယ်ဆိုပြီးတော့ငွေတွေရတာဟုတ်လိုက်ဝယ်ကြတယ်အံ့ဩစရာပဲတေးမှမရအောင်ဘူးတဲ့မြေကြီးနားမျိုးပေါ်ကသူတို့မှအိမ်ဝယ်စရာရှိတယ်ဝယ်လို့ရရဲ့လားမရဘူးလင်းကအိမ်တော့လွဲပြီးတော့လင်းများတော့စိတ်တက်ကြဒါမှတခါကြီးကဘာတိုင်းနားလဲရှင်မမင်းနဲ့ငါနဲ့ဒါအတိတ်ကအဆောက်မလူခဲ့ဘူးလို့ပဲအဲ့တော့မင်းသဘောတူရင်ငါခုအိမ်ဝယ်မဲ့ငွေအိမ်ဝယ်တော့ကွာဟုတ်မယ်ဇာတိနဲ့တခုမှာတန်ဃာတွေကများအကြောင်းကနဲတယ်ငါတဲကြောင်းလှူလိုက်မယ်မင်းသဘောတူလားဟိုကတူတယ်တဲ့လှူလိုက်တယ်အခါကျလူများတွေစိတ်တူကိုယ်တွေပဲတခါတည်းတဲကြောင်းဆောက်လှူလိုက်ကြတော့ကအိမ်ဝယ်တော့ဘူးပေါ့ကြည့်ယောဂီတို့ပြောခဲ့ပြီလေဘာကုသိုလ်လုပ်လို့ဇော9ချက်ဇောဘယ်နှချက်စေတနာကိုဇောလို့ခေါ်ပါတယ်ပထမဇောစေတနာလေးကဒီဘဝကောင်းကျိုးပေးတယ်တတ္တမဇောစေတနာကဒုတိယဘဝကောင်းကျိုးပေးတယ်အလယ်ဆုံး5ချက်စေတနာကတတိယဘဝကစနိဗ္ဗာန်မှာကောင်းကျိုးပေးတယ်အခုကြည့်သူတို့စေတနာပထမဇောအကျိုးပေးတယ်အဲ့ဒီကကြီးကမောဂဥပဒနာတရားလည်းပြဘာတရားဟောလဲကောင်းအဲ့မောဂဥပဒနာသူ့ရဲ့အဲ့ဒီညီကြီးများဘုရားဘုရားမှာပြတော့အမကြီးတယောက်ကသူပြတဲ့နေ့ကိုကြည့်ပြီးတော့နာပြီးတော့အသိဉာဏ်နဲ့ရှင်းပြီးတော့ယေရှုတင်သွားတယ်အဲ့မှာနေသူအကြောင်းဆုံးသကြည့်တော့ကိုယ်ပိုင်မရှိတာသိတော့အဲ့ဒီမိကြီးမှာကြောတောင်တော့ခံသားတယ်မျိုးမရှိဘူးအဲကြောင့်သူ့ရဲ့အိမ်ခြံဝန်းနဲ့ငထတိုက်ကြီးကိုပန်းတကာကိုတင်ပြီးလို့ပြင်မရဘူးရုံနဲ့စာကျုံးနဲ့ပေးလိုက်တယ်ပထမဇောစေတနာပါစေတနာယောဂီတို့ခြေနှလုံးထဲမသေးကြဘူးလားဒီနေ့ကယောဂီတို့ခြေနှလုံးတွေမထိုးနဲ့တော့ဒါနတိထိုးကြပါတိ
ကဲယောဂီအဲ့မှာတဲ့မြတ်စွာဘုရားဟောတဲ့ဒီတော့ရှင်းရင်နော်ကြောက်ရင်လွဲတယ်တဲ့ရဲလင်ပါတယ်မင်းဖြစ်တယ်အခုဒါမင်းဖြစ်တဲ့သာရကတွေပဲကဲနိုင်စိတ်ပြီနော်အဆုံးတတ်ကြရအောင်ဘုံဉံဘေကွေမာဘာယေချဘုံဉံဘာယတောဒုက္ခံပါတိနာမဓကမဘုံဉံဝါကတဗံအဘုံဉံနသကတဗံဘေကဝေမတမိနိဗ္ဗာန်ပြည်သို့ကျန်စီရောရမျောကမှန်၍ကျိုးပံညာညာဟုခြေတတိတိခြေတမိတို့ပုံဉ္ဒါတိနိညာဝိရိယနှင့်ခန္ဒီဒေသဒိဋ္ဌံပါလင်မြေတံဥပိကဆေဝါပေါင်းစုမြေကောင်းမှုကိုမာဘာယေထမကြောက်လိုက်ကြပါကုန်လင်မာဘာယေထလောဘဒေါသမောဟမယံသူတွေဂုံးဝေတရမကြောက်လိုက်ကြပါကုန်လင်ပုံဉ္နိဗ္ဗာန်တောင်မြောင်ပုံမြည်မောင်တို့သခင်ကျေးဇူးရင်စေဖြည်းဖြည်းဖြည်းသောကုသိုလ်ကောင်းမှုကိုဘာယတော်အမြင်လွှဲရနေမဲ့တူငါယံသူဟုမျိုးစုရှောင်ကွင်းကြောင်းတလုံးကြည်တော်သူသည်ဒုက္ခံမပြတ်တတ်ဘဝတတန်းကြကြပြီမြေတပံလှလှနဲ့ဝဝကြီးခံစားဆန္ဒပြုလို့ချမ်းသာကိုဗာတိနာမကြောတော်သမီးဗာတိနာမလူနံနေပံသုံးနံသောချမ်းသာကိုမိထေအောင်စိတ်မကြွားရင်လည်းဖြင့်အထင်ရှားကြောတော်သူမိတတမထိုသူမှန်သောဖြစ်လေပါကြောင့်ဝါထိုသူအမြဲကြောက်လွယ်လေသောကြောင့်အဘုံဉံလူနံနေပံသုံးနံတော်ရှုံးကြီးရှုံးကြီးမုံစရာမအကုသိုလ်ကံကိုနဇာကတဗံအိမ်မဲ့တွင်မှမမြင်ကြပဲရှောင်လွဲထထမှုမြတ်တော်မြူဝတိသာတိပုံဉံဝဒိဋ္ဌံသမျှစိတ်ကြံစာ၍နိဗ္ဗာန်ကြည်ခေမာကိုကြည်ဝေပြအောင်ပိတတ်သည်ခေါ်ရည်တင်ကြကုသိုလ်တရားကိုသာလျှင်ကတဗံပြုအပ်၏ပြုသိ၏ပြုလည်းပြုကြပေတော့ကတဗံဧဝအပြောအလုံးသဘောဟုတ်ပြီးတော့လောကနှင့်လောကီတွေအမောင်မြင်ကြသို့ကြောင်လွဲเสียတကယ်တည်းဖြင့်စနစ်တွေမို့ဩရဲလျင်မင်းဖြင့်ပြုကြရတော်တည်းဉာဏ်ပြည့်တဲ့ပေါင်းသူတော်ကောင်းအလုံးရင်းတွေကစပြီးတော့ဘေးရန်ကြောင်းကြဆင်းရဲခြင်း၍ကိုယ်စိတ်နှပြ